ဝေဒနာတွေဖြစ်လာတဲ့အခါမှာအဲ့ဒီဝေဒနာကိုလုံးဝနှလုံးမသွင်းတော့ဘဲနဲ့လုံးဝမရှုမှတ်တော့ဘဲနဲ့ကိုယ့်ရဲ့ပင်တိုင်းအာယုံဖြစ်တဲ့နှာသီးဝမှာပဲတတိကတ်ထားပြီးတော့ဝင်နေထွက်တယ်စသည်အဖြစ်ရှုမှတ်နေကြအတိုင်းဝင်လေထွက်လေကမ္မထံတစ်ခုပင်တိုင်းကမ္မထံတစ်ခုတည်းကိုပဲတောက်လျှောက်ရှုသွားတဲ့နည်းပါပဲအဲ့တော့ဝေဒနာခွာပြီးရှုတဲ့နည်းမှာလည်းပဲနှစ်နည်းရှိပြန်တာပါပဲပထမတစ်နည်းကအခုပြောခဲ့တဲ့ပင်တိုင်းကမ္မထံမူလကမ္မထံဖြစ်တဲ့ဝင်လေထွက်လေအာနာပါနကမ္မထံကိုပဲရှုတဲ့နည်းနောက်တစ်ခုကတော့ဝင်လေထွက်လေလည်းတိမ်မွေးလုံးလို့ရှုလို့မရဘူးဝေဒနာကလည်းပြင်းထန်လို့ရှုလို့မရဘူးအဲ့ဒီလိုဖြစ်နေပြီဆိုရင်နှစ်ခုလုံးဘာမှရှုလို့မရဘူးရှုခြင်းစိတ်လည်းမရှိတော့ဘူးထပြန်ခြင်းစိတ်ဖြစ်နေပြီဆိုရင်အဲ့ဒီအချိန်မှာမိမိနှစ်သက်တဲ့သမထကမ္မထံလေးတစ်ခုခုကိုပွားများလိုက်ရတယ်ဥပမာဆိုတော့ခုတရားအစမှာပွားခဲ့ကြတဲ့အတိုင်းအရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်၃မျိုးကိုစိတ်နဲ့ဆင်ခြင်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဒါကအတူကျုပ်ပေါ့အဲ့ဒါလေးကိုညာနဲ့ချက်စဉ်းစားပေါ့ဩမြတ်စွာဘုရားရှင်စိတ်ဆင်းမှာကိလေသာအညစ်အကြေးတွေဘာမှမရှိဘူးလူချင်းနှစ်သက်တက်မဲ့တဲ့လောဘတွေလည်းမရှိဘူးစိတ်ဆိုးစိတ်ပြက်အမျက်ထွက်တဲ့ဒေါသတွေလည်းမရှိဘူးထောင်လာတက်ကြတဲ့မာနတွေလည်းမရှိဘူးမနာလိုဝင်တိုးတဲ့အိဒါမေစရိယတွေလည်းမရှိဘူးစသည်အချင်းကိုဘဟုတ္တရှိသလားကိလေသာညစ်ကြေးတွေရဲ့သဘောကိုအာယုံပြုပြီးတော့မြတ်စွာဘုရားရှင်ရဲ့စိတ်ဆင်းမှာကိလေသာကင်းနေတာကိုအာယုံပြုပြီးတော့နောက်ဂုဏ်တော်တွေဆက်ပြီးတော့ပွားပေါ်လေအဲ့ဒီတော့ဖြင့်မိမိပွားများတတ်တဲ့ဂုဏ်တော်လေးပွားဓမ္မမဟုတ်တရားဂုဏ်တော်ပွားဓမ္မမဟုတ်သံဃာဂုဏ်တော်ပွားဓမ္မမဟုတ်မိမိရဲ့သီလဂုဏ်ကိုပြန်ပြီးတော့ဆင်ခြင်မနေ့ကလေးကကိုးပါးသီလယူထားတယ်ခုချိန်ထိပါဏာတိပါဒဟောငါမကြိုးသေးဘူးအဒိဏရဏမကြိုးသေးဘူးတိက္ခာပုတ်တစ်ခုချင်းပြန်ရေတွက်ပြီးတော့တစ်ခုချင်းကိုယ်နဲ့ကိုယ်စိတ်နဲ့ကိုယ်ဘဝနဲ့ပြန်စစ်ဒီတိက္ခာပုတ်လည်းငါမှလုံခြုံနေတယ်ဒီတိက္ခာပုတ်လေးလည်းလုံခြုံနေတယ်ဟောငါသီလလေးဖြူစင်နေတယ်ကိုယ့်ရဲ့သီလဖြူစင်မှုလေးကိုအာယုံပြုပြီးတော့နေလိုက်အဲ့ဒီလိုအပြင်ဘုရားဂုဏ်တော်ပွားမေတ္တာပွားသီလဆင်ခြင်အဲ့ဒီလိုသမထကမ္မထံတစ်ခုခုကိုကြမ်းကြမ်းပွားများလိုက်တဲ့အခါမှာပီတိပါမောက္ခတွေဖြစ်လာတယ်ဆိုတော့ဘုရားဂုဏ်တော်ပွားတယ်ပဲထားလိုက်ဘုရားဂုဏ်တော်ဆင်ခြင်ရင်နဲ့ပီတိတွေဖြစ်လာတယ်ဝမ်းမြောက်လာတယ်နှစ်သက်လာတယ်အဲ့ဒီကြတော့မှအဲ့ဒီလိုဘုရားဂုဏ်တော်ပွားရင်နဲ့ဝမ်းမြောက်နှစ်သက်တဲ့စိတ်ဖြစ်နေတယ်ဆိုရင်ဟိုဝေဒနာကမေ့နေပါပြီအဲ့ဒီမှာဘုရားကုံတော်ပွားလို့ဖြစ်လာတဲ့ပီတိပတ္တတိတွေကိုဒုက္ခဝေဒနာရှုနည်းအတိုင်းပဲနှစ်သက်တယ်ဝမ်းမြောက်တယ်စသည်အဖြစ်ဝိပဿနာဆက်ရှုသွားတော့သမထအဆုံးထိတော့ရှောက်မလိုက်နဲ့တော့သမထပွားရင်နဲ့ပီတိပတ္တတိဖြစ်လာပြီးထင်ရှားလာပြီးဆိုရင်အဲ့ဒီပီတိပတ္တတိကိုကင်ပြီးတော့ဝေဒနာနုပဒနာဝင်လိုက်တော့ဒုက္ခဝေဒနာရှုမှတ်ရင်းနဲ့ဟိုဒုက္ခဝေဒနာကလည်းပျောက်သွားတော့တာပါပဲမပျောက်လည်းပဲစိတ်ရဲ့အစွမ်းအားလေးပြန်ပြည့်လာပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်ရှုလို့ရသွားတတ်ပါတယ်ဒါကြောင့်ဝေဒနာခွာရှုတဲ့နေရာမှာလည်းပဲနှစ်နည်းရှိတယ်ပထမတစ်နည်းကပင်တိုင်းကမ္မထံမူလကမ္မထံအာနာပါနကိုပဲအာထုတ်တဲ့နည်းဒုတိယတစ်နည်းကဘုရားကုံတော်ပွားခြင်းမေတ္တာပွားခြင်းသီလကိုယ့်ရဲ့သီလဂုဏ်ကိုဆင်ခြင်ခြင်းစသည်အဖြစ်သမထကမ္မထံတစ်ခုခုကိုပွားများပြီးတော့အာယုံပြောင်းလိုက်ပြီးတော့မှဖြစ်ပေါ်လာတဲ့ပီတိပတ္တတိကိုဆက်လက်ရှုပွားခြင်းလို့နှစ်နည်းရှိကြပါတယ်။ပေါင်းလိုက်တော့၄နည်းဖြစ်သွားတာပေါ့။အဲ့ဒီ၄နည်းတွေကမိမိနဲ့တင့်လျော်သလိုကျင့်သုံးအားထုတ်သွားဖို့ပါပဲ။ဒုက္ခဝေဒနာဖြစ်ခြင်းရဲ့အကြောင်းကလည်းပဲအတိတ်ဘဝတွေကသမထကမ္မထံအာမထုတ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေဟာတရားအားထုတ်ပြီးဆိုရင်ဒုက္ခဝေဒနာပြင်းထန်ပါတယ်။မထိုင်လိုက်နဲ့9မိနစ်တောင်မကြာဘူးဒုက္ခဝေဒနာတန်းဖြစ်လာတတ်တယ်အဲ့ဒီလိုဒါကြောင့်တရားထိုင်လိုက်လို့ဒုက္ခဝေဒနာတွေပြင်းထန်လာပြီဆိုရင်ငါတန်မြာတစ်လျှောက်သမထကုသိုလ်မလုပ်ခဲ့ပါလားလို့ဆင်ခြင်လိုက်ပါဒါကြောင့်သမထကုသိုလ်ဆိုတာလေဝိပဿနာအားထုတ်တဲ့နေရာမှာအများကြီးထောက်ကူပြုတယ်တချို့ကြတော့ဒုက္ခဝေဒနာတော့မဖြစ်ဘူးဒါပေမဲ့ဝိပဿနာဉာဏ်ထက်တန်မဖြစ်ဘူးနှိမ့်ကွေးနေတယ်အဲ့ဒီပုဂ္ဂိုလ်များကတော့ဘဝတန်မြာမှာဝိပဿနာကုသိုလ်မရှိခဲ့လို့ပဲသမထကုသိုလ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းချမ်းသာသာအားထုတ်ရတယ်ဒုက္ခပฏิပဒါပေါ့ပါဠိတွေတော့ထက်မပြောတော့ဘူးအချိန်ငဲ့ပြီးတော့အတိတ်ဘဝကသီလကုသမထကုသိုလ်ရှိခဲ့ရင်ဝေဒနာတွေဒုက္ခဝေဒနာတွေမဖြစ်ဖဲနဲ့တိတ်ပြင်းပြင်းထန်ထန်မဖြစ်ဖဲနဲ့ချမ်းချမ်းသာသာအားထုတ်ရတယ်အတိတ်ကဝိပဿနာကုသိုလ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဟာတရားအားထုတ်တဲ့အခါမှာဝိပဿနာဉာဏ်ထက်တန်လင်းမြန်ဖြစ်ပါတယ်နှစ်ခုလုံးပြည့်စုံတယ်ဆိုရင်တော့ဝေဒနာလည်းမဖြစ်ဘူးဉာဏ်လည်းတက်တယ်တခုခုချုပ်ရင်းရင်တော့တချို့ဒုက္ခဝေဒနာဖြစ်မယ်ဉာဏ်ထက်တယ်တချို့နှစ်ခုလုံးဖြစ်ရင်တော့ဒုက္ခဝေဒနာလည်းဖြစ်တယ်ဉာဏ်လည်းထက်နှုတ်တယ်
အဲ့ဒီလိုအဖြစ်၄ချက်တွဲလိုက်ပေါ့သမထရောသမထသာပါပြီးတော့ဝိပဿနာမပါရင်ဒုက္ခဝေဒနာတော့မဖြစ်ဘူးဉာဏ်နေတယ်သမထတော့ပါတယ်ဝိပဿနာမပါဘူးဆိုရင်သမထတော့မပါဘူးတရားနာပိသမျက်စိလဲကုန်ပြီထင်တယ်နော်သမထကုသိုလ်တော့ပြုလုပ်ခဲ့တယ်ဝိပဿနာကုသိုလ်မပြုလုပ်ခဲ့ဘူးဆိုရင်ချမ်းချမ်းသာသာတော့အားထုတ်ရတယ်ဉာဏ်တော့အတက်နေတယ်သမထတော့အားထုတ်ခဲ့တယ်သမထလည်းအားထုတ်ခဲ့တယ်ဝိပဿနာလည်းအားထုတ်ခဲ့တယ်ဆိုရင်ချမ်းချမ်းသာသာလည်းအားထုတ်ရတယ်ဉာဏ်လည်းတက်လွယ်တယ်သမထလည်းမပါဘူးဝိပဿနာလည်းမပါဘူးဆိုရင်စင်စင်ရဲရဲလည်းအားထုတ်ရတယ်ဉာဏ်လည်းအတက်နေတယ်သမထတော့မပါဘူးဝိပဿနာတော့ပါတယ်ဆိုရင်တော့စင်စင်ရဲရဲတော့အားထုတ်ရတယ်ဉာဏ်တော့အတက်မြတ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးထဲမှာကိုယ်ပဲပုဂ္ဂိုလ်တွေပါမလဲဆိုတာတော့ဒါအားထုတ်ရင်းနဲ့သုံးသပ်ကြည့်ုံပါပဲဒီတော့ဝေဒနာကိုဓာတ်ရိုက်ရှုသွားတဲ့မထေကြီးရဲ့တပတ်မထေကြီးတစ်ပါးရဲ့အကြောင်းကလည်းကြီးညိုစရာကောင်းတယ်စိတ်တလတောင်မာသတင်းသုံးတဲ့မထေကြီးစိတ်တလမထေလို့ပဲဆိုကြပါစို့စိတ်တလမထေကြီးဟာလေနာယောဂအပြင်းထန်နှိပ်စက်တော့ကတင်ပေါ်မှာလူးလှိမ့်ပြီးတော့နေရအဲ့ဒီမှာဘေးကယဟန်တော်လေးတစ်ပါးကမေးတယ်လူလှိမ့်နေတာကြည့်ပြီးတော့သူကထင်တာကဒီမထေကြီးဝေဒနာကမ္မထမရှုမှဘူးဝေဒနာကိုမနိုင်နှင်းလို့နာကျင်ပြီးတော့ညှိတွားနေတယ်လို့ဒီလိုထင်ပြီးမေးလိုက်တာပါတဲတော်ကြီးတော့မမေးဘူးရှင်ပြဝေဒနာရှုပါဖေရပါညာနဲ့ဒီလိုတဲတော်ကြီးတော့မပြောဘူးကတနာမောဗန္ဒီဌာနံရုဇတိအရှင်ဘုရားဘယ်နေရာကနာနေတာလဲဖေရအဲ့ဒီလိုမေးတော့မထေကြီးကပါတိယကံရုဇနာဌာနံနာမနတ္ထိနာတဲ့နေရာရဲ့လို့သိကြမရှိပါဘူးကွယ်ခုနပြောခဲ့တဲ့အတိုင်းပါပဲဝေဒနာကမ္မထနိုင်နေပြီဆိုတော့ပေါင်ခါရင်ဝမ်းပညာတွေအကုန်လုံးပျောက်ပြီးတော့နားတဲ့သဘောတက်တက်ပဲမြင်တော့တယ်မထေကြီးကအဲ့ဒီလိုနားတဲ့သဘောတက်တက်ကိုမြင်နေလို့ပြီးကြနားတဲ့နေရာရဲ့လို့မရှိပါဘူးကွယ်ဝဋ္ထုံအာရမဏံကတ္တဝဝေဒနာဝဝေဒယတိဒုက္ခဝေဒနာဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့အာယုံကိုအာယုံပြုပြီးတော့ဝေဒနာစေတသိက်ကလေးကသာခံစားနေတာပါကွယ်ငါနားနေတာမဟုတ်ပါဘူးဒီလိုဖြေကြတယ်ဒုက္ခဝေဒနာဖြစ်တယ်ဆိုတော့ဒုက္ခဖြစ်မဲ့ဒုက္ခဝေဒနာရဲ့တရားအကြောင်းဖြစ်တဲ့ရုပ်ကြောင့်ပေါ့ရုပ်ရဲ့ဖောက်ပြန်မှုရုပ်ရဲ့ဆိုးဝါးစွာဖောက်ပြန်မှုကြောင့်ဆင်းရဲဝေဒနာဆိုတာဖြစ်တာဒီတော့ရုပ်ရဲ့မကောင်းသောဖောက်ပြန်မှုသည်ဒုက္ခဝေဒနာရဲ့တရားအကြောင်းတရားဖြစ်တယ်ပူနေတယ်နားတယ်လို့ဆိုတဲ့နေရာသေချာစိုက်ပြီးတော့ကြည့်လိုက်ပေါ့ပူနေတဲ့သဘောရှိမယ်တင်းနေတဲ့သဘောတွေရှိမယ်မာနေတဲ့သဘောတွေရှိမယ်ဒါတွေကရုပ်ရဲ့သဘောတွေပါပဲနားတယ်ဆိုတာရုပ်ရဲ့ဖောက်ပြန်မှုပါပဲသို့တော်လည်းရုပ်ကနာတာကိုအကြောင်းပြုပြီးတော့စိတ်မှလည်းပဲနားတဲ့သဘောလေးကဖြစ်သွားတယ်ဒါကြောင့်ဝေဒနာနုပဒနာဆိုတာစိတ်မှရှိတဲ့ဝေဒနာစေတသိက်ကိုရှုတာပါပဲသို့တော်လည်းဒီဝေဒနာရဲ့အာယုံကရုပ်ရဲ့ဖောက်ပြန်မှုဝေဒနာကိုအာယုံပြုနေတာဖြစ်တော့ပဝိတ်သောအဖြစ်ရုပ်ရဲ့ဖောက်ပြန်မှုကိုရှုနေတာကိုပဲဝေဒနာနုပဒနာလို့ဒီလိုပြောရတာပါပထမအစမှာတော့ရုပ်ရဲ့ဖောက်ပြန်မှုကိုပဲနားတယ်လို့ရှုနေမှာရှုရင်းနဲ့ညာအားထက်တန်လာပြီးတတိသမารိညာကောင်းလာပြီးဆိုရင်တော့ရုပ်ရဲ့နာကျင်မှုသဘောတွေမကဘဲနဲ့စိတ်ရဲ့နာကျင်မှုသဘောလေးပါသိလာမယ်စိတ်ရဲ့နာမှုသဘောကိုသိရင်တော့ဒါဝေဒနာနုပဒနာအစစ်ဖြစ်သွားပြီအဲ့ဒီလိုပြောပြီးတော့အဲ့ဒီမှာယဟန်တော်လေးကမထေကြီးဝေဒနာနုပဒနာရှုနေတယ်လို့သဘောကျသွားပြီးတော့ရှင်ဗျာဆက်ပြီးတော့သီးခံတော်မူပါဖရာဒီလိုလျှောက်မထေကြီးကလည်းသီးခံပါမယ်ငါရှင်အဲ့ဒီလိုပြောပြီးတော့ဝေဒနာကိုစူးစိုက်ပြီးတော့ရှုမှတ်နေရင်နဲ့ဗိုက်ထဲကလေတွေကထိုးပြီးတော့တက်လာလိုက်တာနှလုံးသားနေရာနာထိတက်လာပြီးတော့ဗိုက်တွေပေါက်ကွဲသွားတယ်ဗိုက်ပေါက်ပြီးတော့ဝမ်းထဲကဥတွေအခွေလိုက်အပုံလိုက်ကရင်မော်ကိုကြလာအဲ့ဒီမှာမထေကြီးကဘေးနားကရဟန်းတော်လေးမေးတယ်အရှင်ဘုရားဒီလောက်သီးခံရင်လုံလောက်ပါပြီလားမလုံလောက်သေးဘူးလားဗိုက်ထဲကဥတွေတောင်ပေါက်ထွက်နေတာလုံလောက်ရောပေါ့နော်ဗိုက်ထဲကဥတွေပေါက်ထွက်တဲ့အထိဝေဒနာဖြစ်ပေမဲ့မထေကြီးအပြုံးမပြတ်ကြီးကြီးလင်းလင်းနဲ့ဝေဒနာနုပဒနာရှုလိုက်နိုင်တယ်ရှုလိုက်နိုင်ပြီးတော့ဝေဒနာကိုရှုမှတ်လိုက်တာယဟန္တာလည်းဖြစ်ဇီဝိတ္တိန်တွေလည်းချုပ်ဘဝခန္ဓာလည်းချုပ်ဇီဝိတသမတိတိလို့ခေါ်တဲ့အသက်ဇီဝင်ချုပ်ခြင်းနဲ့ကိလေသာချုပ်ခြင်းတပြိုင်နက်တည်းကိလေသာချုပ်ခြင်းယုံ nant ခန္ဓာချုပ်ခြင်းတပြိုင်နက်တည်းဖြစ်တဲ့ဇီဝိတသမတိတိလို့ခေါ်တဲ့ယဟန္တာအရှင်မြတ်ကြီးတဆူဖြစ်သွားပါတယ်ဒါကတော့ဝေဒနာကိုဓာတ်ရိုက်ရင်ဆိုင်ပြီးရှုသွားတဲ့မထေကြီးပါပဲ
တရားနာပိဋကများခုနားရဲကျင်တယ်အောင့်တယ်ကြိုက်တယ်ဆိုတာဘိုက်ပေါက်ပြီးတော့ဥတွေထွက်တာလောက်ဆိုးသေးလားမဆိုးသေးဘူးဆိုရင်တော့သီးခံနိုင်ရမယ်နော်မထေကြီးဘိုက်ပေါက်ထွက်တာတောင်သီးခံပြီးတော့ဝေဒနာနုပဒနာရှုပွားတော်မူတယ်ဒါလေးအာယုံပြုတ်ပြီးတော့ကြည်ညိုရမယ်နောက်မထေကြီးပြောခဲ့တဲ့အချက်တည်းကနားတဲ့နေရရဲ့လို့တီးကြမရှိပါဘူးဆိုတဲ့စကားလေးကိုလည်းဥထိပ်ပန်းဆင်ထားရမယ်ဝေဒနာနုပဒနာရှုတဲ့နေရာမှာတင်မားကနာနေတာပဲခါးကနာနေတာပဲကြောကနာနေတာပဲပေါင်းကနာနေတာပဲခေါင်းကနာနေတာပဲလက်တွေကနာနေတာပဲအဲ့ဒီလိုနာတဲ့နေရာနဲ့တွဲပြီးသိနေသေးရင်ဝေဒနာနုပဒနာအဆင့်မမြင်သေးဘူးနာတဲ့နေရာရဲ့လို့သိကြမမြင်တော့ပဲနဲ့နာတဲ့သဘောလေးတက်တက်ပဲဘယ်နေရာရဲ့လို့မဟုတ်တော့နာနေတဲ့သဘောအခန်းရခက်နေတဲ့သဘောလေးတက်တက်နဲ့အဲ့ဒီသဘောလေးကိုသိနေတဲ့သဘောလေးတက်တက်ပဲဉာဏ်ထဲမှာထင်ရှားလာပြီဆိုရင်တော့ဝေဒနာနုပဒနာအထွတ်ထိပ်ရောက်ပြီထွတ်ထိပ်ရောက်ပြီဆိုပေမဲ့အဲ့ဒီဝေဒနာရဲ့ဖြစ်ချင်းပြက်ချင်းတစ်ခုဖြစ်လိုက်တစ်ခုပြက်လိုက်ပြက်ပြီးတော့နောက်တစ်ခုဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့မြင်လာရင်တော့အထွတ်ထိပ်နာရောက်လာပြီနောက်ဆုံးတော့ဖြစ်တာတောင်းမမြင်တော့ဘူးနာတာကိုရှုမှတ်လိုက်တိုင်းပြက်သွားတာကြီးပဲမြင်နေတယ်နာလာလို့ကိုကနာတယ်လို့ရှုမှတ်ကြလိုက်ဝေဒနာကပြက်သွားပြီနာတယ်လို့ရှုလိုက်ရင်ပြက်သွားလိုက်ရင်ရှုတိုင်းဝေဒနာနာကျင်နေတဲ့ဒုက္ခဝေဒနာတွေပြက်သွားတာကြီးပဲမြင်ပြီဆိုရင်တော့ဒါအထွတ်ထိပ်ရောက်ပြီပေါ့ဝေဒနာခွာပြီးတော့ရှုတဲ့မထေကြီးတစ်ပါးမဟာတိတ်တမထေတဲ့မဟာတိတ်တလို့ဆိုတော့သုလတိတ်တဆိုတာကလည်းရှိရအောင်မယ်မဟာဆိုတာကကြီးတာမဟာတိတ်တဆိုတော့တိတ်တအကြီးသုလတိတ်တဆိုတော့တိတ်တအငယ်ဒီကောနေရာလို့နာမည်ကအတူတူမဲ့ထားတာကိုဒီကမဟာတိတ်တဆိုတဲ့မထေကြီးကဂတိ40သောပစ္စည်းဥစ္စာတွေကိုညီဖြစ်တဲ့သုလတိတ်တကိုခွဲဝေပေးပြီးတော့ခွဲဝေတယ်မဟုတ်ဘူးပေါ့အကုန်လုံးစွန့်ပြီးတော့မိမိပိုင်ဆိုင်တဲ့ဂရေ40ကိုညီဖြစ်တဲ့သူကိုအာလယပြအပြီးပိုင်စွန့်ပြီးတော့ယဟန်ဝတ်လာခဲ့တယ်။တောထဲမှာယဟန်တရားအားထုတ်နေတယ်။အဲ့ဒီမှာညီဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အမျိုးသမီးခေမပေါ့။ခေမတော်တဲ့ပုဂ္ဂိုလ်ကဘယ်လိုစဉ်းစားလဲဆိုတော့ခဲအိုတော်မှာပေါ့နော်။ငါရဲ့ခဲအိုတော်တဲ့ဒီယဟန်တော်မဟာတိတ်တမထေကြီးသာသနာ့ဘောင်မပြောလို့များတကယ်လို့လူထွက်လာရင်တော့သူပေးထားခဲ့တဲ့ဂရေ40သောဥစ္စာတွေငါပြန်ပေးရမယ်။ငါတို့ပြန်ပေးရမယ်။ဒီတော့သာသနာပေါင်းမှာအမြင့်တက်တက်လုံးမွေးလျော်ပျော်ပိုက်ဖို့ဆိုတာကလည်းမလွယ်ဘူးဒီကတော့လူပြန်ထွက်လာလို့ရှိရင်တော့ငါတို့သူ့စီကရရတဲ့ပစ္စည်းတွေပြန်ပေးရလိမ့်မယ်ပြန်မပေးရအောင်လုံးမပဲဆိုပြီးတော့လောဘတွေကတက်လာတော့ခုနပြောခဲ့တဲ့အတိုင်းပြောရင်တော့ကျွေးတွေကတင်လာတာပေါ့ကာမိသန္တအဲ့ဒါနဲ့လူဆိုးသခိုးတွေကိုပိုက်ဆံပေးငှားရမ်းပြီးတော့အဲ့ဒီတောထဲမှာတပါးတဲ့တရားအားထုတ်နေတဲ့မဟာတိတ်တမထေကိုသွားပြီးတော့လှုပ်ကြံခိုင်းအဲ့ဒီမထေကြီးသွားတတ်ဘလောက်ပေးမယ်ပေါ့တော်တော်ရက်ဆက်တဲ့ခဲမပဲနော်လောဘများသိကြောက်စရာကောင်းတယ်လောကီအာယုံကာမဂုဏ်ချမ်းသာရီဆိုတာဒီလိုပဲသူကလည်းလူချင်းကိုယ်ကလည်းလူချင်းဆိုတော့ဘေးရန်အန္တရာယ်သိများတယ်ဒါကြောင့်မန္တပေတုပမကာမဘဟုဒုက္ခဘဟုပါယတာအာရိနဝဣထဘိယောဘေကဝေပိဋက၄ပါးจิตသားจิตသမီးတို့ကာမလောကီအာယုံကာမဂုဏ်ချမ်းသာတို့သည်မန္တပေတုပမကြီးများပေါင်းတွင်တကောင်ရလေဝိုင်းဩဟိတိအသားတစ်နဲ့ဒူလလေးဤကြီးကန်းတကောင်အသားတစ်လေးတစ်ခုရလက်ထဲကုတ်ထားအာဘေးကကြီးကန်းတွေကဝိုင်းပြီးတော့ထိုးကြစိတ်ကြသူ့လက်ထဲကအသားတစ်ကိုလူကြတာပေါ့ကြီးတွေကဝိုင်းပြီးထိုးစိတ်တာမခံနဲ့တော့အသားတစ်ကိုလှုပ်ချလိုက်နောက်တကောင်ကခြီလိုက်အာသားတစ်ကိုခြီထားတဲ့ကြီးကိုကျန်တဲ့ကြီးတွေကဝိုင်းပြီးထိုးကြစိတ်ကြနာကျင်လုံးတော့အသားတစ်ကိုပြန်လှော့လိုက်ဒီအသားတစ်ကိုခြီတိုင်းသောကြီးကန်းကိုဘေးကကြီးကန်းတွေကဝိုင်းပြီးတော့ထိုးကြတယ်လောကီအာယုံကာမဂုဏ်ချမ်းသာတွေဟာဒီတိုင်းပဲထိုကာမဂုဏ်ချမ်းသာတွေကိုပိုင်ဆိုင်ထားရင်ပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ကိုအန္တရာယ်ပြုဖို့ပတ်လေဝိုင်းနေတော့တာပဲပြီးတော့မထေကြီးတတ်ဖို့ခိုးသားတွေလူသားသမားတွေကဝိုင်းလာကြမထေကြီးကလည်းသူ့ကိုလှုပ်ကြမယ်ဆိုတာသိတော့ဒီတညတော့ငါ့ကိုတရားအထုတ်ခွင့်ပေးပါကွယ်မနဲ့အာယုံတက်တော့တတ်ကြတာပေါ့အရှင်ပြထွက်ပြေးသွားရင်ဘယ်နဲ့လုပ်အထွက်မပြေးအောင်ငါအာမခံပေးမယ်ဆိုပြီးတော့အနီးနားမှာရှိတဲ့ကြောက်တုံးကြီးတစ်ခုယူပြီးတော့ပေါင်နှစ်ဖက်လုံးရိုက်ချိုးပလိုက်ကြောက်တုံးကြီးနဲ့ပေါင်နှစ်ဖက်လုံးရိုက်ချိုးလိုက်တော့ပေါင်နှစ်ဖက်လုံးကျိုးသွားတယ်အဲ့ဒီတော့မှလူသားသမားတွေကလည်းဒီလောက်ဆိုရင်တော့စိတ်ချရလောက်ပါပြီဆိုပြီးတော့မနီးမဝေးကနေထိုင်ကြည့်နေကြအဲ့ဒီချိန်မှာမထေကြီးပေါင်နှစ်ဖက်လုံးကျိုးနေပြီဆိုတော့ဝေဒနာတွေကပြင်းထန်နေပြီပေါ့ဒီနေရာမှာမထေကြီးဗာနီးနဲ့သုံးလဲဆိုတော့ဝေဒနာကိုခွာပြီးတော့မိမိရဲ့သီလကုံပြန်ပြီးတော့ဆင်ခြင်တယ်
တိန်ထဲကထွက်ယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ငါရဲ့သီလဟာအကျွမ်းမဲ့စင်ကြဲနေတယ်ဆိုတာကိုပြန်ပြီးတော့အာယုံပြုမိမိရဲ့သီလစင်ကြဲနေတာကိုအာယုံပြုရင်းနဲ့ပီတိပတ္တတိတွေဖြစ်လာတယ်ဝမ်းမြောက်တဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီပီတိကိုပဲဝမ်းမြောက်တယ်နှစ်သက်တယ်စသည်အပြင်ရှုမှတ်လိုက်တော့မနဲ့အာယုံလည်းတက်ရောယဟနာအရှင်မြတ်ကြီးတဆူဖြစ်သွားတယ်ခုနတိုင်းမှာပဲယဟနာလည်းဖြစ်ကိလေသာတွေလည်းကုန်အသက်လည်းကုန်ဇီဝိဒသမသီရိယဟနာဖြစ်သွားတယ်လူသားသမားတွေတတ်တောင်မတတ်လိုက်ရတော့ဒါကဝေဒနာကိုခွာပြီးတော့ရှုမှတ်တဲ့မထေရကြီးရဲ့အကြောင်းဒါကြောင့်အချိန်ပြည့်အားထုတ်နေကြတဲ့ယောဂီများဝေဒနာတွေပြင်းထန်လာပြီဆိုရင်ဒီမထေရကြီးနှစ်ပါးကိုအာယုံပြုပြီးတော့တတ်နိုင်ဆုံးသီးခံပြီးရှုပွားကြပါသီးခံပြီးရှုမပွားဘဲနဲ့စိတ်ဆိုးစိတ်ပြက်ဒေါသတွေထွက်နေမယ်ဆိုရင်တော့မိမိရဲ့စိတ်ကြီးဟူသောအိမ်ဟာအနာယောဂဆွဲနေတဲ့အိမ်ဖြစ်သွားလိမ့်မယ်ဒါကြောင့်ဆိုလိုက်ပါစိတ်ပြက်စိတ်ဆိုးယောဂမျိုးနှိမ်ချိုးပယ်ဖြောက်လေစိတ်ပြက်စိတ်ဆိုးယောဂမျိုးနော်ယောဂမျိုးအဲ့တော့စိတ်ဆိုးစိတ်ပြက်ခြင်းဆိုတဲ့ဒေါသတရားကိုမိမိရဲ့စိတ်မှာလက်မခံမဲနဲ့ရှုမှတ်ပွားများပြီးတော့ပယ်နိုင်ပြီဆိုရင်ယောဂကင်းတဲ့အိမ်ကလေးဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့စိတ်တည်ဟူသောအိမ်ကလေးဟာမြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်သွားပါပြီမြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်သွားပြီလဲဆိုရောဟောပြောချိန်တဏှာကြီးပြည့်တဲ့အတွက်ကြောင့်သတုထပိုင်းနားပါပြီမနေ့ပြန်ပင်စမပိုင်းဏိဂုံပိုင်းကိုဆက်ပြီးတော့နာယူကြရအောင်မြင့်မြတ်သူတို့ရဲ့စံအိမ်တရားကိုနာကြားကြရတဲ့တရားနာပိဋကများမိမိတို့ရဲ့စိတ်တည်ဟူသောအိမ်ကိုကြွေးကင်းအောင်အနာယောဂကင်းအောင်အထုတ်ခြင်းဖြင့်မြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်တည်ဆောက်နိုင်ကြပါစေရွှေပါရမီစခန်းဖြင့်ခေမာပြည်လှမ်းနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့တရားဏီကုံချုပ်ပါတော့မယ်အလုံးလက်အုပ်ချီထားကြပါအပမဒေနသံပါတိထာအပမဒေနမမိတ်မလဲရော့မပေါ့မတန်1999ခုဧပြီလ16ရက်တထုံမြို့ရွှေပါရမီတော်ရမြတ်စိန်ကျောင်း၌ပထမကြိမ်မြောက်ဆင်ကျင်းပသည့်တတိပဋ္ဌာန်ဝိပဿနာ9ရက်တရားစခန်း၌ဟောကြားအပ်သောမြင့်မြတ်သူတို့ဤစံအိမ်တရားတော်မြင့်မြတ်သူတို့ဤစံအိမ်လို့အမည်ပေးထားတဲ့တရားတော်ရဲ့ပင်စမပိုင်းဏိဂုံပိုင်းကိုဒီနေ့ဆက်ပြီးတော့ဟောကြားအနာကြားရအောင်မဟောမီမနာမီတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားရှင်ကိုထိုဘုရားရှင်ဤအရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှိခိုးပူဇော်ကြရအောင်အလုံးပဲဂုဏ်တော်အဓိပ္ပာယ်၃မျိုးကိုတစ်ခုတည်းနဲ့၃ခေါက်ပွားများကြရအောင်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ွယ်ရာရက်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအရဟံပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားအထံဂုဏ်တော်ပွားများပြီးပြီဖြစ်တဲ့အတွက်ကြောင့်လက်ဦးချီထားတာလေးတွေချပြီးတော့တက်တာတဲ့ဣရိယာပုတ်အနေထားနဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီဒီနေ့မြင့်မြတ်သူတို့ရဲ့စံအိမ်တရားကိုပြီးဆုံးအောင်ဟောကြားရမယ်ပြီးခဲ့တဲ့၄ရက်ကမြင့်မြတ်သူတို့ရဲ့စံအိမ်ရဲ့အကြီးအသေး၄မျိုးပြောခဲ့ပြီးပြီနောက်ထပ်10မျိုးကိုအကျဉ်းချုပ်ကလေးတွေနဲ့ပြောကြရအောင်မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာအချုပ်အနှောင်ကင်းတဲ့အိမ်မျိုးလည်းဖြစ်တဲ့လောကမှာပြင်ပန်းကကြီးလိုက်ရင်တော့အိမ်ကြီးကခန့်ခန့်ညာညာနဲ့ထဲဝါကြီးကျယ်ပေမဲ့အိမ်ထဲမှာနေနေတဲ့အိမ်သူအိမ်သားတွေကအချုပ်နှောင်ခံနေရတယ်အခန်းတစ်ခုခုမှာချုပ်နှောင်ထားတာပဲဖြစ်ဖြစ်အိမ်တစ်ခုလုံးနဲ့အိမ်ချမ်းဝဲအတွင်းတော့သွားလို့ရတယ်ဒီတဲ့အပြင်ကိုထွက်လို့မရအကျေကျုပ်သဘောမျိုးနဲ့အချုပ်နှောင်ခံထားရလို့ပဲဖြစ်ဖြစ်အချုပ်နှောင်ခံထားရတယ်ဆိုရင်အဲ့ဒီအိမ်ဟာမြင့်မြတ်တဲ့စံအိမ်မဖြစ်တော့ဘူးဘာလို့လဲအချုပ်နှောင်ခံထားရတော့ပြင်ပလောကရဲ့အရာတာကိုခံစားခွင့်မရတော့ဘူးကိုချုပ်နှောင်ခံထားရတဲ့အချိန်မှာပြင်ပမှာပွဲလန်းသဘင်ကျင်းပနေတယ်ဆိုကြပါစို့
အချုံနောက်မခံရတဲ့ပုဂ္ဂိုလ်တွေကတော့ပွဲလန်းသဘင်တွေသွားလာကြည့်ရှုနားဆင်ပြီးတော့ပြန်လာတဲ့အခါပွဲလန်းသဘင်တွေကအစိုးကဘလို့ကောင်းတယ်တီတာမုတ်တာကဘလို့ကောင်းတယ်စသည်အဖြစ်ပွဲလန်းသဘင်ရဲ့အရသာကိုပြန်ပြီးတော့ချင်းချင်းပြန်ပြောနိုင်ကြတယ်စမြုပ်ပြန်ပြီးတော့အရသာခံနိုင်ကြတယ်အချုံအောင်ခံထားရတဲ့ပုဂ္ဂိုလ်ကတော့သူများတွေပွဲအကြောင်းအစိုးအကအတိမုတ်တွေအကြောင်းပြောနေပေမဲ့ငေးပြီးတော့ပဲနားထောင်နေရတယ်သူကိုယ်တိုင်ကအချုံအောင်ခံနေရတဲ့အတွက်ကြောင့်ပြင်ပလောကပြင်ပပွဲလန်းသဘင်ရဲ့အရသာကိုသူ့မှာမခံစားလိုက်ရဘူးအဲ့ဒီလိုပါပဲမြင့်မြတ်သူတို့ရဲ့စံအိမ်တိဆောက်ခြင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာလည်းပဲဌိနမိတ်တနိဝရဏဒီဟုသောအချုပ်အနှောင်ကင်းပြီးတော့နေရမယ်တတရားမြောက်နိဝရဏဟာဌိနမိတ်တနိဝရဏဖြစ်ပါတယ်ဌိနဆိုတာထိုင်းတာမိတ်တဆိုတာမှိုင်းတာဌိနမိတ်တဆိုတော့ထိုင်းမှိုင်းတဲ့သဘောရိုးရိုးအဖြောင့်ပြောလိုက်မယ်ဆိုရင်တော့ပြင်းတဲ့သဘောပါပဲဒါနပြုဖို့လည်းပြင်းတယ်သီလစောင့်ဖို့လည်းပြင်းတယ်သမထပွားဖို့လည်းပြင်းတယ်ဝိပဿနာအားထုတ်ဖို့လည်းပြင်းတယ်ကုသိုလ်ကောင်းမှုတွေပြုလုပ်ဖို့ပြင်းတဲ့သဘောကိုဌိနမိတ်တာလို့ခေါ်တယ်ငိုက်တာလည်းပဲဌိနမိတ်တာလို့ပြောရတာပါပဲဒီတော့မိမိရဲ့စိတ်စဉ်မှာဌိနမိတ်တာဝင်နေပြီဆိုရင်မိမိရဲ့စိတ်ဟာအချုပ်အနှောင်မိနေပြီအချုပ်အနှောင်မိနေပြီဆိုတော့ဆိုကြပါစို့တရားနာနေတဲ့အချိန်မှာဌိနမိတ်တာနဲ့ငိုက်ပြီးတော့နေတယ်ဆိုရင်တရားရဲ့အရသာမခံစားလိုက်ရတော့ဘူးတရားအားထုတ်နေတဲ့အချိန်မှာငိုက်နေတယ်ဆိုရင်လည်းမိမိအားထုတ်နေတဲ့တရားရဲ့အရသာကိုမခံစားရတော့ဘူးတရားဝဲပြန်တော့ကြလို့တရားဝဲကမှမငိုက်မမီးပဲနဲ့နားထောင်ကြတဲ့ပုဂ္ဂိုလ်တွေကတရားကကောင်းလိုက်တာဥပမာဥပမေယကဘယ်လိုတာရကလေးတွေကဘယ်လိုအကြောင်းကျိုးလေးတွေကဘယ်လိုစသည်အဖြစ်နာထားတဲ့တရားရဲ့အရသာကိုပြန်ပြီးတော့ချင်းချင်းပြောကြပေးမဲ့တရားနာနေချိန်တစ်လျှောက်လုံးငိုက်နေတဲ့သူကတော့တရားရဲ့အရသာဘာမှမသိတော့ငေးပြီးတော့ပဲနားထောင်နေရတယ်တရားအားထုတ်တဲ့အချိန်မှာငိုက်နေတဲ့ပုဂ္ဂိုလ်ကလည်းမငိုက်ပဲအားထုတ်တဲ့ပုဂ္ဂိုလ်တွေကတရားအားထုတ်တာပီတိတွေဘယ်လိုဖြစ်တယ်ပတ္တတိတွေဘယ်လိုဖြစ်တယ်ဘယ်လိုနှစ်သက်တယ်ဘယ်လိုညင်အေးတယ်တမာတိကဘယ်လိုကောင်းတယ်ညာထဲမှာဘယ်လိုရှင်းသွားတယ်ရုပ်သဘောကဘယ်လိုနာမ်သဘောကဘယ်လိုနိစ္စဒုက္ခအနတ္တလက္ခဏာတွေကဘယ်လိုနဲ့ကိုတွေ့တဲ့တရားရဲ့သဘောတရားရဲ့အရသာတွေကိုပြောနေပေမဲ့ငိုက်နေလို့တရားရတာမခံစားလိုက်ရတဲ့သူကဘာမှမပြောနိုင်တော့ဘူးဒါကြောင့်အချုပ်နှောင်ခံနေရတဲ့သူဟာလောကရဲ့အရသာပတ်ဝန်းကျင်ရဲ့အရသာသဘာဝရဲ့အရသာကိုဘာမှခံစား권မရသလိုပဲမိမိရဲ့စိတ်စဉ်မှာဌိနမိတ်တနိဝရဏဝင်ရောက်နှိမ့်ဆက်နေတဲ့သူဟာလည်းပဲတရားရဲ့အရသာကုသိုလ်ကောင်းမှုရဲ့အရသာခံစား권မရှိတော့ဘူးဌိနမိတ်တကင်းနေပြီဆိုရင်တော့မိမိရဲ့စိတ်ဟာအချုပ်နှောင်ကင်းနေတဲ့အိမ်ဖြစ်သွားပြီဒါဆိုရင်လောကရဲ့အရသာမိမိအိမ်ကြီးရဲ့အရသာရောအိမ်ပတ်ဝန်းကျင်ရဲ့အရသာရောလောကကြီးတစ်ခုလုံးရဲ့အရသာကိုခံစား권ရပြီဒါကြောင့်ဇန်တရားဝိပဿနာတရားမတရားဖို့တရားနိဗ္ဗာန်တရားတို့ရဲ့အရသာကိုကောင်းကောင်းကြီးငြိမ်ငြိမ်ရှက်ရှက်ခံစားခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ဆင်မှာနိဝဌိနမိတ်တနိဝရဏရဲ့ချုပ်နှောင်မှုမခံရအောင်ကြိုးစားရမယ်ဒါကြောင့်ဆိုလိုက်ပါထိုင်မိုင်းပြင်းကြီးချုပ်နှောင်မိမှတ်တိပဲဖြောက်လေထိုင်မိုင်းပြင်းကြီးချုပ်နှောင်မိမှတ်တိပဲဖြောက်လေနောက်အရင်သွေးတစ်ခုမြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာကျွန်ဖြစ်မှလွတ်မြောက်တဲ့အိမ်မျိုးဖြစ်ရမယ်တနည်းပြောရလို့ရှိရင်တော့ကျွန်ဆိုတာကတော့ရှေးခေတ်အသုံးအနှုန်းပေါ့ရှေးတုန်းကကျေးကျွန်စနစ်တွေထွန်းကားခဲ့တဲ့ကာလမှာဟောခဲ့တဲ့တရားဆိုတော့စာထဲမှာတော့ကျွန်လို့ဒီလိုပဲသုံးထားတယ်ဒုက္ခအနေနဲ့ယဉ်ကျေးအောင်သုံးဆွဲရမယ်ဆိုရင်တော့အခိုင်းအစေဘဝမှာလွတ်မြောက်တဲ့အိမ်အခိုင်းအစေမှာဖြစ်တဲ့အိမ်ဟာမြင့်မြတ်သူတို့ရဲ့စံအိမ်ပါပဲလောကမှာသူတစ်ပါးရဲ့အခိုင်းအစေဘဝနဲ့နေရတဲ့ပုဂ္ဂိုလ်ဟာကိုယ်ပိုင်လွတ်လပ်ခွင့်ဘာမှမရှိတော့ဘူးကိုယ်ပိုင်အခွင့်အရေးဘာမှမရှိတော့ဘူးစားကျင်တာလည်းမစားရဝတ်ချင်တာလည်းမဝတ်ရနေကျင်တယ်လို့မနေရထရနေစေရသွားခိုင်းတာလို့ကြွေးတာစားသခင်ရဲ့အလိုကြပဲပြုလို့ရတယ်ကိုယ်ပိုင်ဆန္ဒနဲ့ကိုယ်ဘဝကိုတိဆောက်ခွင့်မရှိဘူး
ကိုယ်စိတ်နဲ့ကိုယ့်ကိုယက်တီခွင့်မရှိတော့ဘူးသူ့စိတ်နဲ့ကိုယ့်ကိုယက်တီပြီးတော့နေရအဲ့ဒီလိုပါပဲဥဒိစ္စကုက္ကုဆာလို့ခေါ်တဲ့និဝရဏစတုထမြောက်និဝရဏအဲ့ဒီនិဝရဏလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ဟာလေသူတစ်ပါးရဲ့အခိုင်းအစိဖြစ်နေတာနဲ့အတူတူပဲဥဒိစ္စကုက္ကုဆာဆိုတာဥဒိစ္စဆိုတာစိတ်ပြန့်လွင့်မှုကုက္ကုဆာဆိုတာကတော့နောင်တပူပန်မှုဥဒိစ္စဆိုတာကတော့အထူးရှင်းပြမလို့တော့ဘူးအတိတ်ကအကြောင်းအရာတွေအနာဂတ်မှာဖြစ်ရှင်တဲ့အကြောင်းအရာတွေအတိတ်နာကအကြောင်းအရာတွေမှာစိတ်ပြန့်လွင့်ပြီးတော့နေတာကိုယ့်ရဲ့ပြစ္ဆုတ်ပံအာယုံမှာစိတ်ကိုတည်တည်တန့်တန့်မထားနိုင်တဲ့သဘောပါပဲကုက္ကုဆာဆိုတာကတော့နောင်တပူပန်နေဆိုတာအတိတ်ကပြုတဲ့နာရီမပြုခဲ့မိလို့နောင်တပူပန်နေမပြုတဲ့နာရီပြုခဲ့မိလို့လည်းပဲနောင်တပူပန်နေဩငါဟိုလုံးမလွတ်လိုက်ခဲ့မိရင်ကောင်းတာလှုပ်လိုက်မိတာမှားသွားတယ်ငါဟိုလှုပ်တော့မလှုပ်ဖဲနေလိုက်ရင်ကောင်းတာလှုပ်လိုက်မိတာမှားသွားတယ်လှုပ်တဲ့ဟာကိုလည်းလှုပ်လိုက်မိရင်ကောင်းတာမလှုပ်လိုက်မိတာမှားသွားတယ်စသည်အဖြစ်လှုပ်တဲ့နာကိုမလှုပ်လိုက်မိလို့မလှုပ်တဲ့နာကိုလှုပ်လိုက်မိလို့နောင်တပူပန်နေတဲ့သဘောဟာကုက္ကုဆာပဲဒီတော့ဥဒိစ္စကုက္ကုဆာဆိုတာပြန့်လွင့်ပူပန်နေတဲ့သဘောပါပဲပြန့်လွင့်ပူပန်နေတဲ့ပုဂ္ဂိုလ်ဟာကိုယ်ပိုင်အလုပ်ကိုလုပ်ပိုင်ခွင့်မရှိတော့ဘူးကိုယ်စိတ်နဲ့ကိုယ်ကိုယက်တီခွင့်မရှိတော့သူတစ်ပါးရဲ့အခိုင်းအစေဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာကိုယ်ဘဝကိုကိုယ်လည်းမပိုင်ဘူးနောက်ပြီးတော့အဓိကအချက်ကတော့ကိုယ်ပိုင်ပစ္စည်းရလို့လည်းများများဆဆမရှိတော့သခင်ပေးတာလေးယူသခင်ကျွေးတာလေးစားနဲ့ကျင့်တတ်ပြီးတော့နေရတယ်ဥဒိစ္စကုက္ကုစားလို့ခေါ်တဲ့အခိုင်းအစေဝင်နေတဲ့စိတ်ဟာလည်းပဲကိုယ်ပိုင်ပစ္စည်းသိမ့်မရှိတော့တရားဆိုတဲ့ကိုယ်ပိုင်ပစ္စည်းသီလဆိုတဲ့ကိုယ်ပိုင်ပစ္စည်းဝိရိယဆိုတဲ့ကိုယ်ပိုင်ပစ္စည်းသမာဓိဆိုတဲ့ကိုယ်ပိုင်ပစ္စည်းပညာဆိုတဲ့ကိုယ်ပိုင်ပစ္စည်းစသဖြင့်သူတော်ကောင်းဥစ္စာဒီဟုသောကိုယ်ပိုင်ပစ္စည်းတွေနေပါသွားတယ်စိတ်ကပြန့်လွင့်နေတော့ဝိပဿနာအားထုတ်နေရင်လည်းစိတ်တွေပြန့်လွင့်နေပြီဆိုရင်ဝိပဿနာကုသိုလ်ဒီဟုသောပစ္စည်းဥစ္စာတွေကိုမှမရလိုက်တော့ဘူးအတိတ်ကြောင့်နေပြန်တွေးပြီးတော့နောင်တတွေပဲရနေတယ်ဆိုရင်လည်းပဲမကျင်မနဲ့တည်ဖြစ်ပြီးတော့လောလောဆယ်အားထုတ်နေတဲ့လောလောဆယ်စုဆောင်းနေတဲ့ဝိပဿနာပစ္စည်းဥစ္စာတွေမရလိုက်တော့ဘူးဒါကြောင့်ဥဒိစ္စကုက္ကုဆនិဝရဏဝင်နေတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးရဲ့အခိုင်းအစီဖြစ်နေတာနဲ့အတူတူပဲအိမ်ကြီးအိမ်ကောင်းနဲ့တော့နေရပါရဲ့အဲ့ဒီအိမ်မှာအခိုင်းအစီဘဝနဲ့ပဲနေရတယ်ဆိုရင်လည်းပဲကိုယ့်ရဲ့ဘဝဟာမကြသေးဘူးအဲ့ဒီအိမ်တအိမ်မှာသူတစ်ပါးရဲ့အခိုင်းအစီတွေကြီးပဲစုဝေးပြီးတော့နေရတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ဘဝကိုကြည်ကြည်နက်နက်ကြီးပျော်ရွှင်ခွင့်ဘယ်ရပါမလဲဒါကြောင့်မိမိရဲ့စိတ်တည်ဟူသောအိမ်မှာဥဒိစ္စကုက္ကုဆនិဝရဏမဝင်စေနဲ့ဝင်ရင်မိမိရဲ့စိတ်ဟာအခိုင်းအစိနဲ့တူသောစိတ်ဖြစ်သွားပြီ။မြင့်မြတ်သူတို့ရဲ့စံအိမ်မဖြစ်တော့ဘူး။မြတ်စွာဘုရားရှင်လက်ထက်တုန်းကမြတ်စွာဘုရားရှင်ကတရားဝဲကျင်းပပြီးတော့ဟောကြားနေတယ်။အခုလိုဓမ္မယုံထဲမှာဟောတာတော့မဟုတ်ဘူး။လေဟန်နဲ့မန္တတစ်ခုမှာတရားဝဲဟော။အဲဒီအချိန်မှာတက္ကသိုလ်9ယောက်ကတရားနာယူနေကြတယ်။တယောက်ကဘလို့တရားနာနေတယ်လဲဆိုရင်ငိုက်ပြီးတော့တရားနာတယ်ပုဒ်တင်ညူယောဂီလို့ပြောရမှာပေါ့ဒီနော်ခေါင်းလေးတင်းကြီးကြီးနဲ့ပေါ့တရားလေးဟောတဲ့တရားကောင်းလို့မှန်လိုက်တာလို့ခေါင်းကြီးနေတာတော့မဟုတ်ဘူးပေါ့နော်ငိုက်နေတာအဲ့တော့တရားနာတဲ့ပုဂ္ဂိုလ်တယောက်ကငိုက်ပြီးတော့နာနေတယ်တယောက်ကတော့မြေကြီးကိုဒုက္ခလေးနဲ့ချစ်ပြီးတော့နာနေတယ်တယောက်ကတော့တရားဝဲမန္တရဲ့ဘေးနားကသစ်ပင်လေးတစ်ခုကသိရကိတကိုင်းလေးဆွဲလှုပ်ပြီးတော့တရားနာနေတယ်တယောက်ကတော့ကောင်းကင်ကိုမော့ကြည့်ပြီးတော့တရားနာနေတယ်တယောက်ကတော့မျက်လွှာလေးချပြီးတော့စူးစူးစိုက်စိုက်နဲ့ရိုးရိုးသေးသေးတရားနာယူနေတယ်အဲ့ဒီတရားနာနေတဲ့တရား9ယောက်ရဲ့ဖြစ်ပုံကိုရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားရှင်ကငိုင်းပြီးတော့တရားနာနေတဲ့ပုဂ္ဂိုလ်ဟာဘဝ900အကြာအလတ်မရှိဇက်တိုက်မွေဖြစ်ခဲ့တယ်မွေဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာမွေဘဝမှာအိတ်တာအေးမဝသေးလို့အခုတရားပွဲမှာလည်းငိုက်နေတာတဲ့မြေကြီးတုပ်ကလေးနဲ့ချစ်ပြီးတော့တရားနာနေတဲ့ပုဂ္ဂိုလ်ကတော့ဘဝ900အကြာအလတ်မရှိတီကောင်ဖြစ်ခဲ့တယ်တဲ့တီကောင်ဘဝမှာမြေကြီးလေးတွေချစ်ပြီးတော့စားရတာမဝသေးလို့ဒီဘဝမြေကြီးတုံးနဲ့ချစ်နေတာတဲ့နော်တိတ်ကိုင်းလေးဆွဲပြီးလှုပ်နေတဲ့တရားနာပုဂ္ဂိုလ်ကတော့ဘဝ900အကြာလက်မရှိဇက်တိုင်မြောက်ဖြစ်ခဲ့တယ်
ညဘဝသက်ကိုင်းနေဟိုခုံကူဒီခုံကူနဲ့ကစားရတာမဝသေးလို့ဒီဘဝတရားနာနေရင်နဲ့သက်ကိုင်းလေးဆွဲဆွဲလှုပ်နေတာတဲ့ကောင်းကင်ကိုမောကြည့်ပြီးတော့တရားနာနေတဲ့ပုဂ္ဂိုလ်ကတော့ဘဝ900အကြားအလတ်မရှိနက္ခတ်ဆရာဖြစ်ခဲ့ဘူးတဲ့ဘဝ900အကြားအလတ်မရှိနက္ခတ်ကိုမော့မော့ပြီးကြည့်ခဲ့တာအားမရတော့အခုတရားနာနေရင်နဲ့ကောင်းကင်မော့ပြီးတော့ကြည့်ပြီးတရားနာနေတာပါမျက်လွှာလေးချပြီးတော့ရိုးရိုးသေးသေးစူးစူးစိုက်စိုက်နဲ့တရားနာနေတဲ့ပုဂ္ဂိုလ်ကတော့ဘဝ900အကြားအလတ်မရှိဒိဋ္ဌိရွတ်အံတရဇေတဲ့ပုံနာဖြစ်ခဲ့ဘူးတဲ့ပေရင်သုံးပုံအာကုန်ဆောင်ပြီးတော့မမေ့မပြောင်းအမြင်မပြတ်ရွတ်ဖတ်တရဇေတဲ့ပုံနာဖြစ်ခဲ့ဘူးတဲ့စာပေကိုအမြတ်တနိုးနဲ့ရွတ်ဖတ်တရဇေခဲ့တဲ့ပုံနာကတော့တရားကိုရိုးရိုးသေးသေးစူးစူးစိုက်စိုက်နာယူတာပေါ့အရှင်အာနန္ဒာလို့စိတ္တအာနန္ဒာလို့အာနန္ဒာကိုမိန့်ကြတော့မူပါတယ်အဲ့ဒီတရားနာကြတဲ့9ယောက်ထဲမှာတရားကိုရိုးရိုးသေးသေးစူးစူးစိုက်စိုက်နဲ့နာယူတဲ့အမျိုးသားကတရားရဲ့အဆုံးမှာသောတာပန်ဖြစ်သွားခဲ့ပါတယ်ကျန်တဲ့4ယောက်ကတော့ဘာမှမဖြစ်သွားဘူးဘာလဲဆိုရင်ငိုက်နေတဲ့ပုဂ္ဂိုလ်ကလည်းခုနပြောခဲ့တဲ့စကားနဲ့ဆိုရင်အချုပ်နှောင်မိနေတယ်သူ့ရဲ့စိတ်ဟာအချုပ်နှောင်မိတဲ့စိတ်ဖြစ်နေသူ့ရဲ့အိမ်ဟာအချုပ်နှောင်ခံရတဲ့အိမ်ဖြစ်နေတယ်ကောင်းကင်မော့ကြည့်လိုက်တရွက်လှုပ်လိုက်မြေကြီးချစ်လိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းဥဒိစ္စကုက္ကုစ္စစိတ်ကြံ့လွင်မှုဒီဟူသောသူတစ်ပါးရဲ့အခိုင်းအစီဖြစ်နေရပြန်တယ်ဒါကြောင့်သူတို့တွေတရားမရတော့ဘူးဒီနေရာမှာကောက်ချက်လေးတစ်ခုချခဲ့အောင်ဘေဒင်သုံးပုံကိုရွတ်အံတရဇေခဲ့တဲ့ပုံလားဟာဘေဒင်နေတရဇေချင်းတည်ဟူသောအလုတ်ရဲ့အထောက်ပံ့ကြောင့်တရားနာတဲ့အခါမှာရိုးရိုးသေးသေးစူးစူးဆိုင်ဆိုင်နဲ့နာကြခြင်းဆိုတဲ့အထောက်ပံ့ကိုရပြီးတော့သောတာပန်ဖြစ်သွားခဲ့တယ်ဒါကြောင့်ခုခေတ်မှာပရိရွတ်ကြတာတွေဂုဏ်တော်တွေရွတ်ကြတာတွေမေတ္တာပို့ကြတာတွေသာသနာ့တွေမှာကိုရင်နေယဟန်တော်တွေစာပေရွတ်အံတရဇေနေကြတာတွေဒါတွေဟာအလကားမဟုတ်ဘူးအပေါ်အလုပ်တွေပဲလို့ဒီလိုမယူဆကြဘဲနဲ့မပြင်းမှားမိဖို့ပရိရွတ်တဲ့ပုဂ္ဂိုလ်တွေစာပေရွတ်ပန်းအန်နေတဲ့ပုဂ္ဂိုလ်တွေမပြင်းမှားမိဖို့အရေးကြီးပါတယ်သို့တော်လည်းပဲပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်လောက်အောင်တော့မရွတ်နဲ့ပေါ့နော်ဒါကြောင့်ဆိုလိုက်ပါပြန်လွင့်ပူပန်သူ့ကြုံခံအမြန်ပဲဖြောက်လေနောက်မြင့်မြတ်သူတို့ရဲ့စံအိမ်ဟာလမ်းကောင်းတဲ့အိမ်လည်းဖြစ်ရမယ်လမ်းဖြောက်တဲ့အိမ်လမ်းကောင်းတဲ့အိမ်ကြီးတစ်လုံးအိမ်ကတော့ခန္ဓာကြီးကျယ်ပါရဲ့အဲ့ဒီအိမ်သွားတဲ့လမ်းကရှုပ်ထွေးပြီးတော့နေမယ်ရှင်ပွက်တွေနဲ့ဘေးကတစ်ပင်တွေကလည်းတစ်ကိုင်းကြောက်တွေနဲ့တစ်ကိုင်းကြောက်တွေကျိုးကြအသီးတွေပြုတ်ကြနဲ့လမ်းကဆိုးပြီးတော့နေတဲ့ခွေတွေကကြိုက်ရန်သူတွေကပေါ်မောင်ခိုးပြီးတော့ခြုံခိုးပြီးတော့လူရဲမဲ့လူဆိုးလူဝဲတခိုးတွေကလည်းပေါ်နေလမ်းကမကောင်းဘူးလမ်းဆိုးတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီအိမ်ဟာနေခြင်းစရာမကောင်းဘူးနောက်တနည်းအားဖြင့်လမ်းမဖြောင်းဘူးလမ်းကတန်မြတ်ဖြစ်เสียလမ်းမျိုးဖြစ်ဒီအိမ်ကြီးကိုလှမ်းတော့မြင်နေရတယ်ဘယ်ဘက်ကသွားရမှမသိလမ်းခွဲလမ်းမွာတွေကအများလမ်းခွဲလမ်းမွာတွေဖြစ်ရှိနေတော့ဟိုဘက်လမ်းကသွားရင်ဒီအိမ်ရောက်မလားဒီဘက်လမ်းကသွားရင်ဒီအိမ်ရောက်မလားအဲ့ဒီလိုလမ်းမှားပြီးတော့မျက်စိလဲစရာကောင်းတဲ့လမ်းမျိုးနဲ့တိဆောက်ထားတဲ့အိမ်မျိုးဆိုရင်လည်းပဲအစံတန်းမမြင်သေးဘူးမြင့်မြတ်သူတို့ရဲ့စံအိမ်မဖြစ်သေးဘူးမြင့်မြတ်သူတို့ရဲ့စံအိမ်ဟာလမ်းကောင်းတဲ့အိမ်လမ်းဖြောင်းတဲ့အိမ်ဖြစ်ရမယ်လမ်းမကောင်းဘူးဆိုလို့ရှိရင်ရှင်ဘတ်တွေလည်းပြီးခွေးမစင်နေတော့မစင်နေတက်နေမိအသက်ကိုင်းကြောက်တွေကအပေါ်ကကျိုးကြမလားအသီးတွေပဲပြုတ်ကြမလားနဲ့စိတ်ထဲကတထင့်ထင့်နဲ့တန်ရဖြစ်နေတော့ရှေ့ခရီးမတွင်တော့ဘူးချုပ်ခနဲ့အတန်ကြလိုက်တက္ကညာကျိုးသလားမော့ကြည့်လိုက်ခြေလမ်းကတုံကနေရက်သွားခရီးမတွင်တော့ရှင်ဘွက်တွေနဲ့ဆိုလဲဟိုဘက်ကိုရှောင်းဒီဘက်ကိုရှောင်းနဲ့သွားရတော့လမ်းကမကောင်းတော့ခရီးမတွင်တော့ဘူးတနည်းအားဖြင့်လမ်းကမဖြောင်းတဲ့အတွက်ကြောင့်လမ်းခွဲလမ်းမှာဖြစ်နေတဲ့ဆိုရင်ဒီအိမ်ကြီးသွားရမှာကညာဘက်လမ်းကသွားရမှာကိုကဘယ်ဘက်လမ်းသွားမိတော့လဲအိမ်ကြီးမရောက်တော့ပြန်ဘူးပြန်လာရလမ်းကွာမှာရောက်နေတော့နောက်ကရန်သူတွေကလိုက်လာလို့ကိုခိုးမဲ့ပုံကိုယ်တွေရန်ပြုမဲ့ပုံကိုယ်တွေတပ်ဖြတ်မဲ့ပုံကိုယ်တွေကနောက်ကလိုက်လာလို့ဒီအိမ်ကြီးမှာဝင်ပုန်းမယ်ဆိုပြီးတော့ဒီအိမ်ကြီးစီကိုအပြေးလာတယ်နောက်ကလူတွေကကိုလိုက်လာတော့ကိုကလည်းအတင်းကြီးလက်ထဲမှာလည်းငွေတုပ်ကြီးကကင်ထားတော့ပြေးလာအိမ်ကြီးတော့လှမ်းမြင်နေရပြီမိတထိန်ထိန်နဲ့ခန်းနာလိုက်
ပြေးလိုက်ရင်နဲ့လမ်းကွာလေးတစ်ခုရောက်တော့ရပ်ပြီးတော့စဉ်းစားဘယ်ဘက်လမ်းကသွားရင်ဒီအိမ်ကြီးရောက်မလားညာဘက်လမ်းကသွားရင်ဒီအိမ်ကြီးရောက်မလားယုံမတိဟဖြစ်နေတော့လမ်းကွာမှာရပ်ပြီးနေတာနဲ့ပဲနောက်ကလိုက်လာတဲ့လူစိုးတကိုးတွေကမိပြီးတော့ပစ္စည်းလူယူခြင်းခံရတယ်တပ်ဖြတ်ခြင်းခံရတယ်အဲ့ဒီလိုဖြစ်သွားတယ်ဒါကြောင့်လမ်းမကောင်းဘူးလမ်းမဖြောင့်ဘူးဆိုရင်လည်းပဲအဲ့ဒီအိမ်ဟာနေခြင်းစရာမကောင်းဘူးမိမိရဲ့စိတ်တည်းဟူသောအိမ်ဟာလည်းပဲလမ်းစုံလမ်းကောက်လမ်းကွာနဲ့တူတဲ့ဝိသိကိစ္စလို့ခေါ်တဲ့និဝရဏကင်းစင်နေရမယ်ဝိသိကိစ္စလို့ခေါ်တဲ့និဝရဏဝင်နေတဲ့စိတ်ဟာလမ်းဆိုးတဲ့စိတ်လမ်းမှားနိုင်တဲ့စိတ်ဖြစ်နေပြီလမ်းဆိုးတဲ့အိမ်လမ်းမဖြောင့်တဲ့အိမ်ဖြစ်နေပြီဝိသိကိစ္စဆိုတာယုံမှားတာကိုပြောတာပါတခါတလေအရက်ထဲမှာအိမ်ထဲမှာပြောလို့ရှိတယ်ဒီလူကဝိသိကိစ္စတော်တော်များတာပဲဆိုတာသုံးနှုံးတာမှားနေတယ်ဟိုအလုတ်ရှုပ်နေတာမျိုးပေါ့ဥမာဆိုတော့အပြင်သွားရမယ်ဆိုလို့ရှိရင်တော်တော်နဲ့မပြီးနိုင်ဘူးဟိုနေရာရေလေးသွားလိုက်ဟိုကိစ္စလေးလုပ်လိုက်ဟိုလေးမပြီးသေးလို့လိုက်ဒီလိုတော်တော်ဝိသိကိစ္စများတယ်လို့ပြောကြတယ်နော်မဆိုင်ဘူးနော်ဝိသိကိစ္စဆိုတာယုံမှတွေးတော့တာတန်တရားဖြစ်တာမဆုံးဖြတ်နိုင်မဲ့ဖြစ်နေတာကိုဝိသိကိစ္စလို့ခေါ်တယ်အလုတ်ရှုပ်နေတာကိုဝိသိကိစ္စလို့မခေါ်ဘူးဒီတော့ဝိသိကိစ္စဆိုတာယုံမှတန်တရားဖြစ်နေတာဝိပဿနာလို့အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ပြောရမယ်ဆိုရင်မိမိတို့အားထုတ်နေတဲ့တရားဟာမဲ့ဖို့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့နိလန်ဟုတ်မှဟုတ်ရဲ့လားဒီတတိပဋ္ဌာန်လမ်းအတိုင်းသွားလို့ရှိရင်နိဗ္ဗာန်ကိုရောက်စေနိုင်တယ်ဆိုတာဟုတ်မှဟုတ်ရဲ့လားအဲ့ဒီလိုတန်တရားဖြစ်နေတာဟာဝိသိကိစ္စនិဝရဏဝင်နေတာပါပဲလမ်းနှစ်ခွမှာမတည့်ရပြီးစဉ်းစားတွေ့ဝေးနေတဲ့သူနဲ့တူနေပါတယ်ကိစ္ဆံတော်ဝါကိစ္ဆာမိတိပဇာနာတိတရားနာပိဋကများကိုတိုင်ပြီးခဲ့ပြီးသားမှတ်မိကြမယ်ထင်တယ်ဆိုကြည့်ကိစ္ဆံတော်ဝါကိစ္ဆာမိတိပဇာနာတိကိစ္ဆံတော်ဝါကိစ္ဆာမိတိပဇာနာတိကိစ္ဆာမိမဟုတ်နော်ကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတဲ့တရားတိုင်းနဲ့တူပါပဲကိစ္ဆံတော်ဝါကိစ္ဆာမိတိပဇာနာတိကိစ္ဆံတော်သွားလို့ရှိရင်လည်းပဲကိစ္ဆာမိသွားတယ်လို့ပဇာနာတိသိရမယ်သွားရင်သွားတယ်လို့သိရမယ်ဒါမြတ်စွာဘုရားညွှန်ကြားပေးတဲ့တတိပဋ္ဌာန်ကျင့်စဉ်မှာပဲသွားရင်သွားတယ်တနည်းအားဖြင့်လှမ်းရင်လှမ်းတယ်လို့အဲ့ဒီလိုမှတ်တာနဲ့ပဲဝိပဿနာဖြစ်ပါမလားမဉ္ဇဉ်ဘုံဉာဏ်ကိုရောက်နိုင်ပါမလားအဲ့ဒီလိုတန်တရားဖြစ်နေလို့ရှိရင်နိဗ္ဗာန်ကိုမရောက်နိုင်တော့ဘူးဒီတော့ကိစ္ဆံတော်ဝါကိစ္ဆာမိတိပဇာနာတိသွားရင်သွားတယ်လို့သိပါတနည်းအားဖြင့်သွားရင်သွားတယ်လို့မှတ်ပါဘုဒ္ဓနေ့ကပြောခဲ့တယ်လို့ပါပဲထိတာကိုမိလိုက်ရင်သိလာလိမ့်မယ်လို့သိပါလိမ့်မယ်လို့ဆိုတဲ့အတိုင်းသွားရင်သွားတယ်တနည်းအားဖြင့်တော့လက်တွေနဲ့နိစ္စအောင်သွားရင်လှမ်းတယ်လို့မှတ်လိုက်တဲ့အခါမှာသဘောကိုမိပြီဆိုရင်တော့သိထိုက်တာတွေသိလာတော့မှာပါပဲလှမ်းတဲ့အမူအရာလေးတွေမှတ်နေတာလည်းပဲဒါမြင်တာကြားတာနာနာစားတာထိတာသိတာဆိုတဲ့အာယုံ6ပါးထဲမှာထိခြင်းဆိုတဲ့သဘောထဲမှာအပါဝင်ပါပဲလက်တွေခြေတွေကိုွေးတာဆန့်တာကုန်းတာကော့တာစသည်အဖြစ်ဒီလှုပ်ရှားမှုအမူအရာလေးတွေအားလုံးဟာလည်းပဲထိခြင်းဆိုတဲ့သဘောထဲမှာအကျုံးဝင်တယ်လှမ်းတယ်လို့မှတ်လိုက်တဲ့အချိန်မှာခြေထောက်ဆိုတဲ့ပညာကိုတတ်နိုင်ဆုံးခွာထားရမယ်ခွာနိုင်သမျှခွာထားရမယ်ရှုမှတ်ခါစားမှာတော့ခြေထောက်ဆိုတဲ့ပညာကြီးရှိနေအောင်မှာပဲပေါ့ဒါပေမဲ့သဘောလေးကိုသိအောင်စူးစိုက်ရမယ်လှမ်းတယ်လို့မှတ်လိုက်တဲ့အခါမှာတဖြည်းဖြည်းချင်းရွေ့သွားတဲ့သဘောကိုသိနေရမယ်ဒါရိုးလေးရှုမှတ်ရင်းနဲ့ပထမဆုံးအဆင့်သိတာပါပဲတတိတမာတိဉာဏ်အားကောင်းလာပြီဆိုရင်လှမ်းတယ်လို့ရိုးလေးမှတ်လိုက်ရုံနဲ့ကြွတဲ့သဘောရောလှမ်းတဲ့သဘောရောချတဲ့သဘောရောသဘော၃မျိုးကိုသိလာမယ်ကြွတဲ့သဘောမှာပေါ့တက်သွားတဲ့သဘောရွေ့သွားတဲ့သဘောအဲ့ဒီသဘောလေးတွေသိမယ်လှမ်းတဲ့အခါမှာလည်းပဲတဖြည်းဖြည်းချင်းရွေ့သွားတဲ့သဘောပေါ့သွားတဲ့သဘောလေးသိမယ်ချလိုက်တဲ့အချိန်မှာရွေ့ရှားသွားတဲ့သဘောရဲ့လေးလံသွားတဲ့သဘောရဲ့ဒီသဘောလေးတွေသိမယ်
ခြေဘွားနဲ့ကြမ်းမြင်နဲ့ထိလိုက်တဲ့အခါမှာတော့အေးတဲ့သဘောတော်၎င်းပူတဲ့သဘောတော်၎င်းတင်းတဲ့သဘောတော်၎င်းမာတဲ့သဘောတော်၎င်းပြော့တဲ့သဘောတော်၎င်းအဲ့ဒီလိုသဘောလေးတွေသိလာပါလိမ့်မယ်မှတ်လိုက်တာကတော့လှမ်းတယ်လို့မှတ်လိုက်တာဉာဏ်ထဲမှာသိသွားလိုက်တာကတော့ရွေရှားတဲ့သဘောတွေရောပေါ့တဲ့သဘောတွေရောလေးတဲ့သဘောတွေရောထိတဲ့သဘောတွေရောပူတဲ့သဘောတွေရောအေးတဲ့သဘောတွေရောနှွေးတဲ့သဘောတွေရောမာတဲ့သဘောတွေရောပြော့တဲ့သဘောတွေရောသဘောတွေအများကြီးသိသွားတာပါပဲပထမဆင့်တော့သဘောကိုသိရမယ်သဘောကိုသိတဲ့ဉာဏ်အာတမာတိအားတွေကောင်းလာပြီဆိုရင်တော့အဲ့ဒီရွေရှားမှုလေးမှုပေါ့မှုစတဲ့သဘောလေးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်နေတယ်ဆိုတာကိုပါသိမြင်လာပါလိမ့်မယ်အဲဒီလိုသိမြင်မှုညာအားဖြင့်ရင့်ကျက်ထက်မြက်သွားပြီဆိုရင်တော့အစိတ်စိတ်အပိုင်းပိုင်းအပြက်ပြက်ဖြစ်ပြနေတဲ့အတွက်ကြောင့်အိဋ္ဌသဘောပဲအဖြစ်ပြက်တွေရဲ့နှိမ့်ဆက်မှုခံရလို့ဆင်းရဲတဲ့ဒုက္ခသဘောပဲမပြတ်အောင်တားဆီးလို့မရတဲ့အတွက်ကြောင့်ကိုယ်မပိုင်တဲ့အစိုးမရတဲ့တွန်းမို့လို့မရတဲ့အနတ္တသဘောတွေပဲလို့လက္ခဏာကြီးသုံးပါလဲထင်ရှားသွားပါလိမ့်မယ်ဒီတော့ဘယ်အရာကိုပဲရှုရှုသိရမယ့်သဘောကတော့အဆင့်30မှာပဲပထမအဆင့်ရုပ်သဘောနာမ်သဘောကိုသိရမယ်ဒုတိယအဆင့်အကြောင်းအကျိုးကိုသိရမယ်တတိယအဆင့်လက္ခဏာရေး3ပါးကိုသိရမယ်ဉာဏ်စဉ်နေ10ပါး15ပါး16ပါးနဲ့အများကြီးပြောနေလို့ရှိရင်မှတ်မိမှာမဟုတ်ဘူးနံပါတ်1ရုပ်နာမ်ရဲ့သဘောလှမ်းတယ်ဆိုလို့ရှိရင်လှမ်းခြင်းတဲ့စိတ်ကလေးလှမ်းခြင်းတဲ့စိတ်လေးကြောင့်လှမ်းတဲ့အမူအရာရွေးရှားမှုလေးတွေဖြစ်သွားတယ်ဒါကိုဉာဏ်ထဲမှာရှင်းနေရမယ်လှမ်းခြင်းတဲ့စိတ်ကြောင့်လှမ်းတဲ့ရွေးရှားမှုသဘောလေးတွေဖြစ်တယ်ရွေးရှားမှုသဘောလေးတွေဖြစ်နေလို့လည်းပဲလှမ်းတယ်ဆိုတာကိုသိလိုက်တဲ့လှမ်းတယ်ဆိုတာကိုမှတ်လိုက်တဲ့မှတ်စိတ်ကလေးဖြစ်သွားတယ်လှမ်းခြင်းတဲ့စိတ်ကအကြောင်းလှမ်းတဲ့ရွေးရှားမှုတွေကအကျိုးလှမ်းတဲ့ရွေးရှားမှုတွေကအကြောင်းလှမ်းတာကိုမှတ်လိုက်တဲ့မှတ်သိစိတ်ကအကျိုးအဲ့ဒီလိုအဖြစ်အကြောင်းအကျိုးဆက်နွယ်နေတာတွေကိုသိသွားလိမ့်မယ်ဒါကြောင့်ဒုတိယအဆင့်ကအကြောင်းအကျိုးကိုသိရမယ်တတိယအဆင့်ကတော့အဲ့ဒီအကြောင်းအကျိုးနဲ့တကွရုပ်တရားနံတရားတွေရဲ့အဖြစ်အပျက်ကိုသိရမယ်လှမ်းခြင်းတဲ့စိတ်ကလေးလည်းအစဉ်စဉ်အပိုင်းပိုင်းဖြစ်လိုက်ပြက်လိုက်ပဲလှမ်းနေတဲ့ရွေရှားမှုလှုပ်ရှားမှုမာမှုပြော့မှုပူးမှုအေးမှုတွေလည်းပဲတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအစဉ်စဉ်အပိုင်းအပိုင်းဖြစ်ပြနေတဲ့သဘောတွေပဲဆိုတာကိုဉာဏ်ထဲမှာသင်ရှားလာရမယ်ဖြစ်တာပြက်တာမြင်ပြီဆိုရင်တော့အနိစ္စလက္ခဏာကိုမြင်တာပါပဲအနိစ္စတစ်ခုမြင်ပြီဆိုရင်ဒုက္ခနဲ့အနတ္တကလည်းတစ်ဆက်တည်းမြင်ပြီးသားပါပဲဒါကြောင့်လက်တွေ့လောက်ခွင်ဝင်နေတဲ့ယောဂီပုဂ္ဂိုလ်တယောက်အတွက်အရေးအကြီးဆုံးဉာဏ်စဉ်ဟာဒီ၃ခုပါပဲ၁ရုပ်နဲ့နာမ်ကွဲပြားသွားရမယ်၂အကြောင်းအကျိုးထင်ရှားရမယ်၃မမြဲတဲ့သဘောနဲ့တကွအိဋ္ဌဖြစ်ပြနေတဲ့သဘောနဲ့တကွအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေး၃ပါးထင်ရှားရမယ်နောက်ဆုံးအဆင့်ဖြစ်တဲ့အိဋ္ဌဒုက္ခအနတ္တလက္ခဏာဉာဏ်၃ပါးတနေ့တဲ့တနေ့တစ်ချိန်နဲ့တစ်ချိန်ရင့်ကျက်အားရှိထက်မြက်သွားပြီအထွတ်ထိပ်ကိုရောက်သွားပြီဆိုရင်တော့မဉ္ဇဉ်ဖူဉ္ဇဉ်နဲ့တကွနိဗ္ဗာန်ကိုမျက်မှောက်ပြုတော့မှာပါပဲလက္ခဏာရေး၃ပါးကိုသိမြင်တဲ့ဝိပဿနာဉာဏ်ကိုသာထက်မြက်အောင်လုပ်နေပါအချိန်တိုင်းရင်မဉ္ဇဉ်ဖူဉ္ဇဉ်ကအလိုလိုဆက်ရောက်သွားပါလိမ့်မယ်ဒါကြောင့်ကိစ္ဆံတော်ဟာကိစ္ဆာမိတိပဇာနာတိသွားရင်သွားတယ်လို့သိဆိုတာဟာဝိပဿနာဉာဏ်ဖြစ်တဲ့ကျင့်စဉ်ကြီးပဲဆိုတာကိုယုံကြည်ရမယ်သွားရင်သွားတယ်လို့မှတ်ဆိုရင်တော့တချို့ကပြောမှာပေါ့အော်သွားတာများသွားတယ်လို့လူတိုင်းဟိုမိမကရေလဲထိုးသည်အလေးလဲခိုးသည်အဲ့ဆိုင်တော့ငါမဝယ်တော့ဘူးနောက်တစ်ဆိုင်ပြောင်းဝယ်မယ်စသည်အဖြစ်ပေါ့လေနော်ဈေးသွားရင်နဲ့ကိုဝယ်မဲ့ပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတွေ့နေမယ်ဓမ္မမဟုတ်ဈေးကိုလည်းအာရုံရောက်ချင်းရောက်နေမယ်ဓမ္မမဟုတ်အိမ်မှာကြံခဲ့တဲ့သူတွေကငြိမ်ငြိမ်မှနေကြရဲ့လားစသည်အဖြစ်အိမ်ကိုစိတ်မချတဲ့စိတ်ကလည်းရောက်ချင်းရောက်နေမယ်ဈေးသွားနေတဲ့ခြေလှမ်းတိုင်းမှာလှမ်းတယ်ဆိုတဲ့အသည့်ကိုလှမ်းနေတာကိုလှမ်းနေမှသိတဲ့အသည့်မျိုးမရှိပါဘူးအကြောင်းအရာတစ်ခုခုကိုတွေးပြီးတော့ပဲလှမ်းနေကြတာပါပဲဒါကြောင့်လှမ်းရင်လှမ်းတယ်လို့သိဆိုတာဟာတာမန်ပုဂ္ဂိုလ်တွေမသိပါဘူးအမြဲတမ်းရှုမှတ်နေတဲ့ပုဂ္ဂိုလ်တွေအမှတ်တင်းယူထားတဲ့ပုဂ္ဂိုလ်တွေသာသိနိုင်တာပါဒါကြောင့်ဈေးသွားတိုင်းလည်းပဲခြေလှမ်းနေကိုလှမ်းတယ်လို့ရှုမှတ်သွားရုံပဲပေါ့ဒါကြောင့်ကိစ္ဆံတော်ဟာကိစ္ဆာမိတိပဇာနာတိဒါကနမူနာတစ်ခုပေါ့သွားရင်သွားတယ်လို့မှတ်ဆိုရင်ကျန်တာလေးလည်းဒီတိုင်းပဲကိုရင်ကိုတယ်လို့မှတ်ဆန်ရင်ဆန်တယ်လို့မှတ်အမင်းဝါလို့ရှိရင်ဝါတယ်လို့မှတ်ရေချိုးလို့ရှိရင်လည်းပဲရေခွက်ယူတော့ယူတယ်လောင်းတော့လောင်းတယ်
စသည်အဖြစ်ကြီးတွန်းနေတော့တွန်းနေပေါ့အဲ့ဒီလိုအဖြစ်ကိစ္စတော်ဝါကိစ္စမိတိပဇာနာတိတခုကိုမူသေးမှတ်ထားပြီးတော့ကျန်တာဒီနိတုပဲလို့အဲ့ဒီလိုတတိပဋ္ဌာန်ကျင့်စဉ်ခွဲရဲ့အပေါ်မှာယုံကြည်မှုရှိရမယ်ယုံကြည်မှုမရှိဘူးဆိုရင်လမ်းကွာမှာရောက်နေတဲ့သူတရားလူဖြစ်နေတဲ့အတွက်ကြောင့်ကိလေသာရန်သူတွေရဲ့နှိမ့်ဆက်မှုကိုခံရလိမ့်မယ်ဒါကြောင့်ဆိုလိုက်ပါယုံမာဒွိဟလမ်းနှစ်ခွာတွေ့ကပဲဖြောက်လေယုံမာဒွိဟလမ်းနှစ်ခွာတွေ့ကပဲဖြောက်လေအဲ့ဒီလိုအဖြစ်ပြောခဲ့တဲ့ကာမိသန္တာဗျာပါဒထိနာမိတ်တာဥဒိစ္စကုက္ကုသဝိသိကိစ္စလို့ခေါ်တဲ့နိဝရဏဆိုတဲ့တရား၅ပါးကိုနိဝရဏတရားလို့ခေါ်ပါတယ်။ပါတယ်လေနိဝရဏဆိုတာပိတ်ပင်တားမြစ်တတ်တဲ့တရားပါပဲ။ကုသိုလ်တရားတွေဖြစ်ခွင့်မရအောင်တားမြစ်တဲ့ဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဝိပဿနာဉာဏ်နဲ့ဝိပဿနာသမာဓိတွေဝိပဿနာတတိတွေမဖြစ်အောင်ပိတ်ပင်တားမြစ်တတ်တဲ့တရားကိုနိဝရဏလို့ခေါ်တယ်။အိမ်တိန်ကိုဝင်တဲ့တကားပေါက်လေးတစ်ခုရှိတယ်ဆိုပါစို့။အဲ့ဒီတကားပေါက်ကလူတစ်ယောက်ပဲဝင်လို့ရတဲ့တကားပေါက်ချင်းချင်းလေး။အဲ့ဒီလို့ဆိုရင်အပြင်ဘက်ကလူတွေဝင်နေတယ်ဆိုရင်အတွင်းထဲကလူကအပြင်ထွက်လို့မရတော့ရက်ဆောင်နေရတယ်။အတွင်းထဲကလူကထွက်တယ်ဆိုရင်လည်းအပြင်ကလူကဝင်လို့မရဘူးရက်ဆောင်နေရ။အပြင်ကလူတွေကြီးပဲဇက်တိုက်အဆက်မပြတ်ဝင်နေတယ်ဆိုရင်အတွင်းကလူတွေအပြင်ထွက်ခွင့်မရတော့ဘူး။အတွင်းကလူတွေကြီးပဲဇက်တိုက်ထွက်နေတယ်ဆိုရင်လည်းအပြင်ကလူကဝင်ခွင့်မရတော့ဘူး။နောက်တနည်းဥပမာအဖြစ်လူတစ်ယောက်သာခြေချလို့ရတဲ့တရားလေးတစ်ခုရှိတယ်ဆိုရင်လည်းပဲဟိုဘက်ကလူဒီဘက်လာနေလို့ရှိရင်ဒီဘက်ကလူကဟိုဘက်သွားလို့မရတော့ဘူးဒီဘက်ကလူကဟိုဘက်သွားနေရင်လည်းဟိုဘက်ကလူကဒီဘက်ကိုလာလို့မရတော့ဟိုဘက်ကကြီးပဲတောက်လျှောက်လာနေတယ်ဆိုရင်ဒီဘက်ကလူရက်နေရတယ်ဒီဘက်ကလူကြီးပဲတောက်လျှောက်သွားနေတယ်ဆိုရင်လည်းဟိုဘက်ကလူရက်နေရအဲ့ဒီလိုပါပဲမိမိရဲ့စိတ်တည်ဟူသောတကားဝမှာကာမိသန္တာဗျာပါဒအစရှိတဲ့နိဝရဏတွေကြီးပဲဇက်တိုက်ဝင်နေတဲ့ဆိုရင်တရားသီလတရားဝရိယတတိသမารိပညာအစရှိတဲ့တရားတွေဝင်ခွင့်မရတော့ဘူးဝိပဿနာဉာဏ်တွေကြီးပဲဇက်တိုက်ဖြစ်နေတယ်ဆိုရင်လည်းပဲတရားဝရိယတတိသမารိပညာဆိုတဲ့ဝိပဿနာသဘောတွေဖြစ်နေတယ်ဆိုရင်လည်းပဲကာမိသန္တာစတဲ့နိဝရဏတွေဝင်ခွင့်မရတော့ဘူးစိတ်ဆိုတာတစ်ချိန်မှာတစ်ခုပဲဖြစ်ကုသိုလ်စိတ်ဖြစ်ရင်ဖြစ်မဖြစ်ရင်အကုသိုလ်ဖြစ်ကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်ဘူးကုသိုလ်စိတ်ပဲဖြစ်အကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာလည်းအကုသိုလ်တစ်ခုပဲဖြစ်တယ်ကုသိုလ်စိတ်မဖြစ်ဘူးအချိန်မှာတစ်ခုပဲဖြစ်တယ်နိဝရဏကစိတ်မှာဝင်လာပြီဆိုရင်ကိလေသာပဲဖြစ်တယ်ဝိပဿနာစတဲ့ကုသိုလ်စိတ်တွေမဖြစ်တော့ဘူးဝိပဿနာစတဲ့ကုသိုလ်စိတ်ဖြစ်နေရင်လည်းပဲနိဝရဏစတဲ့ကိလေသာစိတ်တွေမဖြစ်တော့ဘူးဒါကြောင့်နိဝရဏတရားတွေဟာမိမိရဲ့စိတ်စင်မှာကုသိုလ်တရားတွေဝိပဿနာဉာဏ်နဲ့မဉဏ်ဖုံဉာဏ်နဲ့ဝင်ရောက်မလာအောင်ပိတ်ပင်တားမြစ်တတ်တဲ့အတွက်ကြောင့်နိဝရဏတရားလို့ခေါ်ပါတယ်ဒါကြောင့်အဲ့ဒီနိဝရဏတရား၅ပါးကိုပယ်နိုင်အောင်ကြိုးစားရမယ်ပယ်ဆိုတဲ့နေရာမှာလည်းအထူးပယ်ရတာတော့မဟုတ်ပါဘူးမြင့်မြတ်သူတို့ရဲ့စံအိမ်ရဲ့ပထမဆုံးအရည်အသွေးဖြစ်တဲ့စိတ်မှာတတိအဆောင်လျှောက်ချထားလိုက်ရင်ဒီ၅ပါးပယ်ပြီးသားအလိုလိုဖြစ်သွားတာပါပဲဒါကြောင့်တတိအဆောင်လျှောက်ရှိခြင်းဆိုတဲ့အင်္ဂါရဟာအဓိကအကျဆုံးပါပဲသူတစ်ခုပြည့်စုံရင်ကျန်တဲ့ရည်သွေးတွေအားလုံးပြည့်စုံသွားတာပါပဲဒါကြောင့်ဆိုလိုက်ပါဖြစ်တိုင်းမှတ်ရှုတတိပြုစောင့်မှုအစဉ်ထားဖြစ်တိုင်းမှတ်ရှုတတိပြုစောင့်မှုအစဉ်ထားနောက်တစ်ခုမြင့်မြတ်သူတို့ရဲ့စံအိမ်ရဲ့အည်အသွေးကဘာလဲဆိုရင်ပတ်ဝန်းကျင်နဲ့အစဉ်ပြေခြင်းဆိုတဲ့အည်အသွေးပါပဲအိမ်ကြီးအိမ်ကောင်းနဲ့အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ခန္ဓာကြီးကျယ်ပါရဲ့ဟိုဘက်အိမ်နဲ့လည်းယံဖြစ်ဒီဘက်အိမ်နဲ့လည်းယံဖြစ်ဟိုဘက်အိမ်နဲ့လည်းမတက်ဒီဘက်အိမ်နဲ့လည်းမတက်ဘာမဟုတ်တာလေးနဲ့လည်းပြဿနာလို့ယံဖြစ်အဲ့ဒီလိုပတ်ဝန်းကျင်နဲ့အစဉ်မပြေဖြစ်နေတဲ့အိမ်ဆိုရင်လည်းဘလောက်ပဲချမ်းသာဘလောက်ပဲယာရုအဆင့်မြင့်အဲ့ဒီအိမ်ကိုမြင့်မြတ်သူတို့ရဲ့စံအိမ်လို့မခေါ်နိုင်တော့ဘူးအဲ့ဒီအိမ်မှာနေတဲ့လူတွေကိုအဆင့်တန်းရှိတဲ့လူတွေလို့မခေါ်နိုင်တော့ပတ်ဝန်းကျင်နဲ့အစဉ်ပြေအောင်နေနိုင်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလို့ခေါ်နိုင်တယ်ပတ်ဝန်းကျင်နဲ့အစဉ်ပြေတဲ့အိမ်ကိုမှမြင့်မြတ်တဲ့စံအိမ်လို့ခေါ်နိုင်ပါတယ်စိတ်တည်ဟူသောအိမ်အတွက်ပတ်ဝန်းကျင်နဲ့အစဉ်ပြေရမယ်လို့ဆိုတော့စိတ်မှာဘလို့ပတ်ဝန်းကျင်နဲ့အစဉ်ပြေရမှာလဲဆိုရင်
အစင်မျိုးစုံရူပါယုံအတန်မျိုးစုံတတ္တယုံအနတ်မျိုးစုံကန္တာယုံယတာမျိုးစုံယတာယုံအတွေ့အထိမျိုးစုံဖုထဘာယုံအတွေ့အကြံသဘောတရားမျိုးစုံဓမ္မာယုံလို့အာယုံ6ပါးစိတ်ရဲ့ပတ်ဝန်းကျင်ဆိုတာအဲ့ဒီအာယုံ6ပါးပါပဲအာယုံ6ပါးနဲ့အစဉ်ပြေအောင်ပေါင်းရမယ်အာယုံ6ပါးနဲ့အစဉ်ပြေတယ်အာယုံ6ပါးဒီဟုသောပတ်ဝန်းကျင်နဲ့အစဉ်ပြေတယ်ဆိုတာမျက်စိနဲ့အစဉ်ကိုမြင်တဲ့အခါမှာနှစ်သက်တဲ့လောဘလည်းမဖြစ်အမျက်ထွက်တဲ့ဒေါသလည်းမဖြစ်လောဘအစွန်းဒေါသအစွန်းနှစ်ဖက်ကိုမညှိကပ်ဖဲနဲ့ဥပိ္ပခာစိတ်နဲ့သိယုံကလေးသိနေတယ်ဆိုရင်ဒါပတ်ဝန်းကျင်နဲ့အစဉ်ပြေတာပဲမျက်စိနဲ့အစဉ်တစ်ခုကိုမြင်လိုက်ရလို့အာဒီအစဉ်ဟာနှစ်သက်စရာကောင်းတဲ့အစဉ်ပဲတာယာစရာကောင်းတဲ့အစဉ်ပဲဆိုပြီးတော့တာယာနှစ်သက်တတ်မဲ့တွေ့တာညှိကပ်သွားလို့ရှိရင်လောဘဆိုတဲ့အစွန်းကိုရောက်သွားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်နဲ့အစဉ်မပြေတော့ဘူးအာဒီအစဉ်ကတော့နှစ်သက်ဖွယ်မကောင်းတဲ့အစဉ်ပဲမုန်းစရာကောင်းတဲ့အစဉ်ပဲဆိုပြီးတော့အဲ့ဒီအစဉ်ကိုအကြောင်းပြုပြီးတော့ဒေါသစိတ်တွေဖြစ်နေတယ်ဆိုရင်လေဒေါသအစွန်းကိုရောက်သွားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်နဲ့အစဉ်မပြေဘူးလို့ခေါ်ရပါတယ်မြင်ရတဲ့အစဉ်နဲ့ပတ်သက်ပြီးတော့လောဘလည်းမဖြစ်ဒေါသလည်းမဖြစ်ချစ်တဲ့စိတ်လည်းမဖြစ်မုန်းတဲ့စိတ်လည်းမဖြစ်အလဲအလက်ဥပေက္ခလေးနဲ့တိယုံမျှမြင်တယ်ဆိုရင်လည်းမြင်ယုံမျှအဲ့ဒီလိုနေနိုင်တယ်ဆိုရင်ဒါပတ်ဝန်းကျင်နဲ့အစဉ်ပြေတာပဲမြင်မြင်ကမျှကြာကြာကမျှနန်းနန်းကမျှစာစာကမျှထိထိကမျှတိတိကမျှအဲ့ဒီလိုမြင်ကမျှကြားကမျှစသည်အဖြစ်နေသွားနိုင်တယ်မျှကလေးတွေနဲ့ပဲနေသွားနိုင်တယ်ဆိုရင်ဒါပတ်ဝန်းကျင်နဲ့အစဉ်ပြေတာပဲအဲ့ဒီလိုပတ်ဝန်းကျင်နဲ့အစဉ်ပြေဖို့ဆိုတာကလည်းအထူးမလုပ်ရတာမဟုတ်တော့ဘူးစိတ်မှာတတိအဆောင်လျှောက်ချထားလိုက်လို့ရှိရင်အစဉ်ပြေသွားတော့တာပါပဲစိတ်မှာတတိအဆောင်လျှောက်ချဆိုတာမြင်လို့ရှိရင်မြင်တယ်ကြားလို့ရှိရင်ကြားတယ်နားလို့ရှိရင်နားတယ်ဆိုတဲ့အထက်မှာမှုရတာလည်းပါတယ်နော်စားလို့ရှိရင်စားတယ်ထိလို့ရှိရင်ထိတယ်သိလို့ရှိရင်သိတယ်အဲ့ဒီလိုအာယုံ6ပါးမှာဓာရ6ပါးမှာအာယုံ6ပါးထိခိုက်လာတိုင်းမြင်ကမြကြားကမြတွေ့သိကမြနဲ့ပြီးဆုံးသွားမယ်ရက်တန့်သွားမယ်ဆိုရင်ပတ်ဝန်းကျင်နဲ့အစဉ်ပြေသွားတာပါပဲမိမိရဲ့စိတ်မှာတတိစွမ်းလျှောက်ချထားရင်ပတ်ဝန်းကျင်နဲ့အစဉ်ပြေပြီးသားဖြစ်တာပါပဲတခါတော့ကမထေကြီးတစ်ပါးတရားပွဲတစ်ခုမှာသွားပြီးတော့တရားဟောတယ်မထေကြီးကလည်းတရားဟောအလွန်ကောင်းတဲ့မထေကြီးပါပဲအဘယမထေလို့ခေါ်တယ်အဲ့ဒီတရားပွဲမှာတရားဟောကောင်းတော့တရားဓမ္မတွေကလည်းပူဇော်ကြချီးကျူးကြအဲ့ဒါကိုမထေကြီးတောတဲ့ယဟန်အိုကြီးတစ်ပါးကမနာလိုဝန်တိုဖြစ်ပြီးတော့တရားဟောဓမ္မကတိကမထေကြီးကိုတရားဟောနေတော့မှလည်းအပလင်အောက်ကနေဆဲပြီးတော့နေအမျိုးမျိုးဆဲဆိုကျိမ်းမောင်းပြီးတော့နေတယ်ဒီကိုယ်တော်ဘာတွေလျှောက်ဟောနေတာလဲသူစိတ်ထင်တာတွေလျှောက်ဟောနေတာပဲဘာညာပေါ့တရားဝဲပြီးလို့ပြန်သွားတော့လည်းပဲအဲ့ဒီဆဲတဲ့ယဟန်အိုကြီးနဲ့တရားဟောတဲ့အဘယမထေနဲ့ကတလန်းနဲ့အတူတူသွားရတယ်2မိုင်လောက်ထိခရီးအတူတူသွားရတလန်းလုံးလည်းပဲအဘယမထေရဲ့ရှေ့ကနေအဲ့ဒီယဟန်အိုကြီးကဆဲပြီးတော့သွားအဘယမထေကိုအမျိုးမျိုးဆဲဆိုကျိမ်းမောင်းပြီးတော့သွားတယ်အဘယမထေကြီးကဘာမှပြန်မပြောပါ2မိုင်လမ်းစုံလမ်းကွာလေးရောက်တော့ဆဲတဲ့မထေကြီးကဘယ်ဘက်လမ်းကသွားရမယ်အဘယမထေကညာဘက်လမ်းသွားရမယ်လမ်းစုံလေးမှာရပ်ပြီးတော့အဘယမထေကလက်ဥကလေးချီးပြီးတော့အရှင်ဖျားကြွရမယ်လမ်းကဒီဘက်လမ်းမှာဖျားလို့လမ်းလေးတောင်ညွှန်ပြလိုက်ဒါပေမဲ့ယဟန်အိုကြီးကမျက်စောင်းလေးတောင်ထုံးမကြည့်ပါဘာတိဘာသာမကြားသလိုနေပြီးတော့သူ့လမ်းသူခြေထောက်ဆောင့်ပြီးတော့ထွက်သွားတယ်တကယ်လို့သာအဘယမထေရဲ့ကြောင်းနဲ့သာကြောင်းချင်းတူတယ်ဆိုရင်ဆက်ပြီးတော့ဆဲအောင်မှာပဲနော်လမ်းခွဲသွားပြီးတော့ကြောင်းပြန်ရောက်ခြေထောက်လေးဆေးပြီးတော့ကိုယ့်ပြစ်မှာခဏလေးထိုင်အနားယူပန်းဖြေနေတဲ့အချိန်မှာတရားပွဲမှာပါသွားတဲ့အဘယမထေကြီးရဲ့တပည့်ကပြောတယ်ရှင်ဗျာကိုတရားဟောနေတုန်းလဲတစ်ချိန်လုံးဆဲနေတယ်အပြန်လန်းတစ်လျှောက်လုံးလဲတစ်ချိန်လုံးဆဲနေတယ်ရှင်ဗျာကဘာမှပြန်မပြောဘဲငြိမ်နေတယ်ပြန်မပြောဘဲငြိမ်နေတော့သူပြောတာဟုတ်လို့ငြိမ်ခံနေတယ်လို့ရှင်ဗျာကိုထင်သွားမှာပေါ့အကြောင်းသိကျိုးသိတော့ပြန်ပြောအောင်မှာပေါ့အဲ့လိုပြောတော့အဘယမထေကြီးကငါရှင်ဆဲတဲ့တာဝန်ကသူ့တာဝန်ပြီးခံတဲ့တာဝန်ကငါတာဝန်ဆဲရမယ့်အလုပ်ကသူ့အလုပ်ပြီးခံရမယ့်အလုပ်ကငါအလုပ်သူ့အလုပ်သူလုပ်တယ်ငါလည်းငါအလုပ်ငါလုပ်တယ်ပြီးပြီပေါ့ကွယ်ပြီးမခံနိုင်ကြလဲဘာအကြောင်းမှမရှိပါဘူး
တရားဟောနေစဉ်မှာရောတရားဝဲပြီးသွားလို့ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာရောအမှတ်လွတ်နေတဲ့အချိန်ဆိုတာငါတစ်ချိန်မှမရှိဘူးအထူးသဖြင့်တရားဟောပြီးပြန်လာလို့လမ်းမှာခြေလမ်းတိုင်းအမှတ်မလွတ်ပါဘူးကွယ်ခြေလမ်းတိုင်းမှာအမှတ်တတိလေးပါနေတဲ့အတွက်ကြောင့်သူဆဲတာဆိုတာကိုအေးဆေးဆေးတက်တက်တာတာနဲ့သိခံနိုင်ပါတယ်အထူးတလည်းကြီးဆင်ခြင်တွေးတောပြီးတော့သိခံနေရတာမဟုတ်ပါဘူးတဲ့အဗျာမထေရကြီးမိမိရဲ့စိတ်မှာတတိအဆောင်လျှောက်ချထားတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်နဲ့အဆင်ပြေသွားတယ်ဆဲတဲ့ဆိုတဲ့ပတ်ဝန်းကျင်နဲ့တွေ့ရပေမဲ့လို့ပြန်လဲတုံ့ပြန်မနေတော့ဘူးဆဲဆိုခြင်းကြောင့်ဒေါသလည်းမဖြစ်ဘူးတရားဟောကောင်းလိုက်တာလို့လမ်းမှာပြန်လာတဲ့တခြားမထေရတွေကလည်းချီးကျူးကြတာပါပဲအဗျာမထေရကြီးတရားဟောကောင်းလိုက်တာဘယ်အချက်ကလေးကတော့ဘလို့မိတယ်ဘယ်ဥပမာလေးကတော့ဘလို့ကောင်းတယ်စသည်အချင်းအဗျာမထေရကြီးတရားဟောကောင်းတဲ့အကြောင်းကိုချီးကျူးနေတဲ့အတန်ကိုကြားပေမဲ့လဲအဗျာမထေရကြီးသဘောကျနှစ်သက်တဲ့လောဘမဖြစ်ပါဘူးတာယာတဲ့စိတ်မဖြစ်ပါဘူးဘာကြောင့်လဲစိတ်မှာတတိအဆောင်လျှောက်ချထားလို့ပါဒါကြောင့်ဒီအည်သွေးဟာအဓိကအကြဆုံးပဲမြတ်စွာဘုရားရှင်လက်ထက်တုန်းကလက်ကုံတကဗတ္တိယဆိုတဲ့မထေရတစ်ပါးရှိအဲ့ဒီမထေရကြီးကအရက်ပုတယ်အတိတ်ကကံရဲ့အကျိုးဆက်တစ်ခုနဲ့ပေါ့အသက်ကတော့80ကျော်ပါပြီအရက်ကလေးကပုနေတော့ကိုရင်ငယ်လေးတွေရဟန်းငယ်လေးတွေကမထေရကြီးတွေ့တယ်ဆိုလို့ရှိရင်နေရွယ်လေးလိန်ဆွဲလိုက်ပါလေးလိန်ဆွဲလိုက်ခေါင်းလေးပုတ်လိုက်အဲ့ဒီလိုပါဇက်ကလည်းပြောတယ်အာဘာကြီးသာသနာပေါင်းပြောရလားဘာညာနဲ့စကြတာပေါ့ကိုရင်နေဦးစင်းတွေကစပြီးမဲ့မထေရကြီးကအပြုံးမပြတ်ဘူးတီးတီးငြိမ်ငြိမ်လေးပဲပြန်လည်းမပြောဘူးဒေါသလည်းမထွက်ဘူးစိတ်ဆိုးတဲ့အမူအရာလည်းမပြောက်အဲ့ဒီတည်င်းကိုယဟန်တော်များကတရားဝဲမှာချီးကျူးနေတဲ့အတန်ကြတော့မြတ်စွာဘုရားရှင်ကသေလောယထာဧကကနောဝတိနနသမိရတိဧဝံနေဋ္ဌပတံသာသူနသမိသန္တိပန္တိတာသေလောယထာဧကကနောဝတိနနသမိရတိဧဝံနေဋ္ဌပတံသာသူနသမိသန္တိပန္တိတာဧကကနောတခဲနဲ့ဖြစ်သောသေလောကြောက်တောင်ကြီးသည်ဝါတေနရဲ့လေးမျက်နာရဲ့ရှစ်မျက်နာကတိုက်ခတ်လာတဲ့လေကြောင့်နသမိရတိယထာမတုံလှုပ်တဲ့ကဲ့သို့ဧဝံဤယတုပန္တိတာသိလိမ္မာဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တို့သည်ပန္တိတာမိမိရဲ့စိတ်တည်သောအိမ်မှာတတိအဆောင်လျှောက်အမြဲတမ်းချထားတဲ့ပုဂ္ဂိုလ်တို့သည်နေဋ္ဌပတန်တာသူလက်ရခြင်းမရခြင်းချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆင်းရဲခြင်းချမ်းသာခြင်းအချမ်းရံရှိခြင်းမရှိခြင်းဆိုတဲ့လောကရန်တရား၈ပါးတို့ကြောင့်နတ်သမိဇန္တိဘယ်သောအခါမှတုံလုံးခြင်းမရှိကြလေကုန်သတည်းပတ်ဝန်းကျင်နဲ့အစဉ်ပြေဆိုတဲ့နေရာမှာအစဉ်တန်အနတ်ရတာထိတွေ့သဘောတရားခေါ်တဲ့အာယုံ6ပါးနဲ့ကြုံတိုင်းစုံတိုင်းဒေါဘဒေါသအစရှိတဲ့ကိလေသာတရားတွေဖြစ်ပွားမလာတာဒါကလည်းတစ်ချက်နောက်တစ်ခုကလောကရန်တရား၈ပါးနဲ့ကြုံတွေ့လာတဲ့အခါမှာလည်းပဲမတုံလှုပ်ခြင်းဒါလည်းတစ်ချက်ဘယ်လိုလောကရန်နဲ့ပဲကြုံမတုံလှုပ်တော့ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာပတ်ဝန်းကျင်နဲ့အစဉ်ပြေတဲ့စိတ်ဖြစ်နေပြီအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တည်သောအိမ်ဟာပတ်ဝန်းကျင်နဲ့အစဉ်ပြေတဲ့အိမ်ကလေးဖြစ်နေပါပြီဒါကြောင့်ပတ်ဝန်းကျင်နဲ့အစဉ်ပြေဖို့ကလည်းခုနပြောတဲ့အတိုင်းဖြစ်တိုင်းမှတ်ရှုတတိပြုစောင့်မှုအစဉ်ထားရုံပါပဲနောက်စံအိမ်ရဲ့အည်သွေးတစ်ခုအမှားယွင်းကင်းစင်ခြင်းဆိုတဲ့အည်သွေးနဲ့ပြည့်စုံပါတယ်မြင့်မြတ်သူတို့ရဲ့အိမ်ဟာအမှားယွင်းကင်းတယ်အိမ်ကြီးကတော့ခန္ဓာကြီးကျယ်ပါရဲ့လုံနေတာကမကောင်းမှုဒုစရိုက်တွေလူအတိုင်းဝိုင်းကလက်မခံတဲ့အလုပ်တွေတရားဥပဒေနဲ့မညီညွတ်တဲ့အလုပ်တွေအဲ့ဒီလိုမှားယွင်းတဲ့အလုပ်တွေလုပ်နေတယ်ဆိုရင်လည်းပဲအဲ့ဒီအိမ်ကြီးဟာကြက်တည်မရှိတော့ဘူးတမ္မာအာဇီဝကြတဲ့အလုပ်ပတ်ဝန်းကျင်ကလက်ခံချီးကျူးတဲ့အလုပ်ကိုလုပ်နေမှတန်ဖိုးရှိတယ်ကြက်တည်ရှိတယ်ဒါကြောင့်အိမ်ဟာအမှားယွင်းကင်းတဲ့အိမ်ဖြစ်ရမယ်မိမိရဲ့စိတ်ဟာလည်းအမှားယွင်းကင်းသောစိတ်ဖြစ်ရမယ်အမှားအယွင်းဆိုတာမိစ္ဆာဒိဋ္ဌိတရားတွေကင်းစင်ရမယ်အမှားယွင်းတဲ့ဒိဋ္ဌိအယူဆတွေကင်းရမယ်မိစ္ဆာဒိဋ္ဌိတရားတွေကတော့62ပါးတောင်ရှိပါတယ်အဓိကအားဖြင့်တော့တတ္တဒဒိဋ္ဌိနဲ့ဥစ္စေဒဒိဋ္ဌိတတ္တဒဒိဋ္ဌိဆိုတာကသေသွားလို့ရှိရင်ရုပ်ခန္ဓာကြီးကသာကြံခဲ့တာစိတ်ကလေးကအသက်ကောင်လေးကဝိညာဉ်ကောင်လေးကနောက်ဘဝကူးပြီးတော့နောက်ဘဝခန္ဓာကမှနောက်ဘဝခန္ဓာမှာထပ်ပြီးတော့ဆက်သွားတယ်သေပြီးလို့ရှိရင်အသက်ကောင်လိပ်ပြာကောင်လေးကမသေးဘူး
နောက်ဘဝအသစ်မှာပြန်ဆက်တယ်လို့ယူဆနေတဲ့အယူဆဟာတတ္တဒိဋ္ဌိပဲဒါလည်းမှားယွင်းသောအယူဆပဲဥစ္စေရဒိဋ္ဌိဆိုတာကသိရင်ပြီးတာပဲသိရင်ပြတ်တာပဲဘဝဆိုတာပခက်နဲ့ခေါင်းကြတာပဲရှိတယ်သိရင်ပြတ်တာပဲဆိုတဲ့အယူဆကတော့ဥစ္စေရဒိဋ္ဌိဒီဒိဋ္ဌိနှစ်ခုကင်းရဒီဒိဋ္ဌိနှစ်ခုရှိနေရင်မိမိရဲ့စိတ်ဟာမှားနေတဲ့စိတ်ပဲအမှားယွင်းရှိသောအိမ်ဖြစ်နေပြီဝိပဿနာရှုပွားနေတဲ့တရားနာပိဋကများယောဂီများကတော့ဒီဒိဋ္ဌိနှစ်ခုကိုကျင်းတာပေါ့တရားရှုမှလို့ယုတ်တရားနံတရားရဲ့အဖြစ်အပျက်ကိုမြင်ပြီဆိုရင်ပြတ်တာကိုမြင်လို့ရှိရင်တတ္တဒဒိဋ္ဌိဆင်သွားတာပါပဲ။အော်ယုတ်တရားနံတရားတွေဟာပြတ်သွားတာပဲ။ဒီတော့ပေလို့ရှိရင်တက္ကဝိညာဉ်ကောင်လေးနံတရားလေးကနောက်ဘဝလိုက်သွားတယ်ဆိုတာဘယ်ဟုတ်ပါမလဲ။ရှုမှတ်နေရင်အခုမသေးဘဲနဲ့တောင်ခဏခဏပြက်ပြီးတော့နေတာ။အဲ့ဒီလိုအဖြစ်အပျက်ကိုမြင်ရင်တတ္တဒဒိဋ္ဌိဆင်သွားတယ်။အဖြစ်ကိုမြင်လို့ရှိရင်ဥစ္စေတဒိဋ္ဌိဆင်သွားတယ်။ဖြစ်ပြီးပြတ်သွားတာပဲလို့ထင်တာဘယ်ဟုတ်မလဲပြက်ပြီးလဲထပ်ဖြစ်လာတာပါလားယုံနာနေအသက်ထပ်ပြီးတော့ဖြစ်တာကိုမြင်တော့ဥစ္စေတဒိဋ္ဌိပြတ်သွားတယ်ဆိုတဲ့အယူလည်းပဲဆင်သွားပါတယ်ဒါကြောင့်ဝိပဿနာအလုပ်ကိုပိုင်ပိုင်နဲ့ကြီးအားထုတ်ပြီးဆိုရင်ဒီအမှားအယွင်းတစ်ခုကင်းသွားတော့တာပါပဲနောက်မြင့်မြတ်တဲ့စံအိမ်ရဲ့အည်အသွေးတစ်ခုကရှာဖွေမှုရှာမိရမှုကင်းစင်ခြင်းဆိုတဲ့အည်အသွေးပါပဲအင်းကြီးအိမ်ကောင်းနဲ့ခန်းခန်းနာနာတော့နေရပါရဲ့စာဝိနေရေးအတွက်ပစ္စည်းဥစ္စာတွေရရှိဖို့အတွက်အပင်တစ်ပါးနဲ့မိုးလင်းကနေမိုးချုပ်ကနေမိုးလင်းပြေးလွှာရုန်းကန်ပြီးတော့ရှာဖွေနေရတုံးပဲဆိုရင်လည်းပဲကြီးကျူးစရာမကောင်းသေးဘူးစင်တန်မြင့်တယ်လို့မဆိုနိုင်သေးဘူးပစ္စည်းဥစ္စာရှာဖွေတဲ့အလုပ်လုံးဝချုပ်ငိမ့်သွားပြီတသက်စားမကုန်မှုဆယ်သက်စားမကုန်မှုဘဝတရားစားမကုန်လောက်အောင်ပြည့်စုံသွားလို့ဘာအလုံးမှလုံးเสียမလို့တော့ဘဲနဲ့အိမ်မှာပဲအခမ်းသာထိုင်စားနေရတယ်ဆိုရင်အဲ့ဒီအိမ်ဟာမြင့်မြတ်တဲ့စံအိမ်ပဲရှာဖွေနေရသေးတယ်ဆိုရင်ပင်ပန်းတာပေါ့ရှာနေရတယ်ဆိုမှတော့ပင်ပန်းမှုဆင်းရဲမှုရှိနေသေးတယ်ဘယ်ချမ်းသာသေးအောင်မလဲအဲ့ဒီလိုပါပဲမိမိတို့ရဲ့စိတ်ဟာလည်းပဲရှာမိမှုတွေရှိနေသေးတယ်ဆိုရင်မမြင့်မြတ်သေးဘူးရှာမိမှုက၃မျိုးရှိပါတယ်ကာမေတနာကာမဂုဏ်ကိုရှာမိမှုဘဝေတနာဘဝကိုရှာမိမှုယမစရိယေတနာမြတ်သောကျင့်ကိုရှာမိမှုကာမဂုဏ်ကိုရှာမိမှုကတော့အနာဂံဖြစ်လို့ရှိရင်ငြိမ့်ပြောက်သွားပြီဘဝကိုရှာမိမှုကတော့ယဟနာဖြစ်မှပဲငြိမ့်ပြောက်သွားတယ်ယမစရိယအမြတ်သောကျင့်ကိုရှာမိမှုကတော့သောတာပန်ဖြစ်ပြီဆိုရင်ဟိုကျင့်ကောင်းလို့ဒီကျင့်ကောင်းလို့ဟိုကျင့်ကျင့်ရင်မြတ်သလားဒီကျင့်ကျင့်ရင်မြတ်သလားလို့တန်တရားဖြစ်နေတာတွေကျင်းသွားပြီသာသနာတော်ကျင့်စဉ်ဗုဒ္ဓသာသနာကျင့်စဉ်မှတပါးဒုက္ခလွတ်ရာအကျင့်မရှိဘူးလို့သောတာပန်ဖြစ်ပြီဆိုရင်အခိုင်အမာဆုံးဖြတ်ချက်ချပြီးပြီဒါကြောင့်အကျင့်တွေကိုလိုက်ရှာနေရတဲ့ဒုက္ခလည်းငြိမ်းသွားပြီဒီကနေ့တရားနာပိဋကများယောဂီများတရားအားထုတ်နေကြတယ်ဆိုတာအဲ့ဒါရှာနေရသေးတာပေါ့လွယ်ပြောရရင်တော့ဘာရှာနေတာလဲဆိုရင်ယုံနာအပြောက်ကိုရှာနေတာခါတိုင်းပြီးတာကပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမဒီလိုပဲသိတယ်ယုံနဲ့နာနဲ့ကပျောက်နေတယ်အခုတရားအထုတ်တော်မှာယုတ်ဒီနာနေအကြောင်းကျိုးဒီအိဋ္ဌဒုက္ခအနတ္တရိဓာရီမြင်သွားတာဒါကြောင့်ဒီကနေ့တရားနာပိဋကများယောဂီများအမျိုးသားများဆိုလို့ရှိရင်ဒါရှားဘုံတော်မင်းသားကြီးတွေပေါ့နော်တရားတွင်ဆိုတော့တရားစကားလေးနဲ့လည်းပြောအောင်မှနှမောရင်တရားလွှမ်းနေမှာဆိုလို့မျိုးသမီးများဆိုရင်တော့လည်းရှားဘုံတော်မင်းသမီးကြီးတွေပေါ့ဘာရှားနေတာလဲဆိုရင်တော့ယုံနာအပြောက်ကိုရှားနေတာမန္တတကလိုက်ပြီးတော့ရှားနေတာဘာမန္တတွေလဲဆိုရင်ငရဲမန္တတိရစ္ဆာန်မန္တပြိတ္တမန္တအသူရကဲမန္တလူမန္တနတ်မန္တမြမမန္တအာတိရစ္ဆာန်မှာလည်းပဲတီကောင်မန္တမွေမန္တခွေမန္တကြောင်မန္တစသည်အပြင်အများကြီးပေါ့လူမှာလည်းပဲဆင်းရဲသားမန္တလူချမ်းသာမန္တယာရုရှိတဲ့လူမန္တယာရုမရှိတဲ့လူမန္တစသည်အပြင်တန်တရားတစ်လျှောက်လုံးမန္တတကလှည့်ပြီးတော့ယုံနာအပြောက်ရှားနေတာတွေ့ပြီလားတရားနာပိဋကများတွေ့ပြီလားယုံနာအပြောက်ရှားတော့မဲလားမနစ်ကပေးထားတဲ့လိပ်စာကလည်းရေတွေဆိုလို့ပြက်ကုန်ပြီထင်တယ်ဟဟလားလောဘဆိုတဲ့ရေဒေါသဆိုတဲ့ရေဣဒ္ဓမစ္စရိယမမနာစတဲ့ကိလေသာရေတွေဆိုရင်တော့လိပ်စာပြက်ပြီနော်လိပ်စာပျောက်ပြီးတော့မှတ်ဒီတော့လိပ်စာမပျောက်ခြင်းဘူးဆိုရင်တော့ကိလေသာရေမဆိုစေနဲ့ပေါ့ကိစ္ဆန္တောဝါကိစ္ဆာမိတိပဇာနာတိအဲ့ဒါလိပ်စာပဲအဲ့ဒီလိပ်စာမပျောက်စေနဲ့နော်ကိလေသာရေဆိုမသွားစေနဲ့ရှားဘုံတော်မင်းသားကြီးရဲ့ဘဝကနေလွတ်မြောက်အောင်ယုတ်တရားနန္တရားအကြောင်းကျိုးနေသဒုက္ခအနတ္တနဲ့တကွမြင်ပြီးတော့မဉ္ဇဉ်ပူဇာနဲ့နိဗ္ဗာန်ဆက်ရောက်တဲ့အထိအောင်ကြိုးစားအားထုတ်ကြရမယ်
နောက်တစ်ခုမြင့်မြတ်တဲ့စံအိမ်ရဲ့အရည်အသွေးကအတွေးအကြံကြည်လင်ခြင်းပါပဲစိတ်မှစိတ်ကြည်လင်ခြင်းဒါကတော့မနေ့ကပြောခဲ့တဲ့ကာမဝိတက်ယာဘာဒဝိတက်ဝိဟိန္ဒဝိတက်လို့ခေါ်တဲ့ဝိတက်ဆို၃မျိုးကင်းသွားပြီဆိုရင်စိတ်ကြည်လင်သွားပါပြီနောက်အရည်အသွေးတစ်ခုကတော့ဝင်လေထွက်လေငြိမ်းခြင်းအသက်ရှူရတဲ့ဒုက္ခငြိမ်းခြင်းဆိုတဲ့အရည်အသွေးပါပဲဒါကတော့သုဒ္ဓဇံရရှိခြင်းကိုပြောပါတယ်ဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်များအနေနဲ့သုဒ္ဓဇံရခြင်းနဲ့ဆိုရင်တော့သမထကျင့်စဉ်တမင်ကျင့်ယူရမှာပါပဲဇံရတာမရတာထက်ယန္နာဖြစ်ဖို့ကိလေသာကုန်ဖို့ကအဓိကပါပဲသုဒ္ဓဇံရမယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းပါလေနောက်အရည်အသွေးတစ်ခုကတော့စိတ်လွတ်လပ်ခြင်းနောက်တစ်ခုကဉာဏ်လွတ်လပ်ခြင်းစိတ်လွတ်လပ်ခြင်းနဲ့ဉာဏ်လွတ်လပ်ခြင်းကတော့အတူတူပါပဲမိမိရဲ့စိတ်မှာတတိစောင့်ရှောက်ချထားလို့စိတ်မှာလောဘဒေါသမောဟကိလေသာတွေလွတ်သွားပြီဒါအရည်အသွေးတစ်ခုလွတ်သွားပြီဆိုတာနဲ့ဉာဏ်ကလည်းငါစိတ်မှာလောဘဒေါသမောဟတွေလွတ်နေပြီဆိုတာသိသွားတော့တာပါပဲအဲ့ဒီလိုအဖြစ်မြင့်မြတ်သူတို့ရဲ့စံအင်ရဲ့အရည်အသွေး14မျိုးလုံးပြည့်စုံသွားပါပြီမြင့်မြတ်သူတို့ရဲ့စံအင်ရဲ့အရည်အသွေး14မျိုးကိုအချင်းချုပ်ပြန်ပြောရမယ်ဆိုရင်1အဆောင်ရှောက်ကောင်းရှိခြင်း2မိကိုအားထားရနဲ့ပြည့်စုံခြင်း3ကျွေးကင်းခြင်း4ယောဂကင်းခြင်း5အချုပ်အနှောင်ကင်းခြင်း6သူတစ်ပါးရဲ့အခိုင်းစေဘဝမှလွတ်မြောက်ခြင်း9လမ်းဖြောင်းလမ်းမှန်ခြင်းလမ်းကွာအဖြစ်မျိုးမှလွတ်မြောက်ခြင်းပတ်ဝန်းကျင်နဲ့ရှင်ပြေခြင်းနောက်တစ်ခုအမှားယွင်းကင်းစင်ခြင်းနောက်တစ်ခုရှာမိမှုကင်းစင်ခြင်းနောက်တစ်ခုစိတ်ကြည်လင်ခြင်းနောက်တစ်ခုစိတ်လွတ်လပ်ခြင်းနောက်တစ်ခုဉာဏ်လွတ်လပ်ခြင်းအကျဉ်းချုပ်ကတော့10ချက်ပါပဲနိဝရဏ5ပါးမှာ5ပါးကိုဥပမာလေးတွေနဲ့ပြောလိုက်တဲ့အတွက်ကြောင့်5ခုချက်လိုက်တဲ့တစ်ခုကို5ခုချက်လိုက်တဲ့အတွက်ကြောင့်14ခုဖြစ်သွားတာပါပဲဒါကြောင့်မြင့်မြတ်သူတို့ရဲ့စံအိမ်မှာအဓိကအားဖြင့်တော့တတိအဆောင်ရှောက်ရှိခြင်းဆိုတာဟာအဓိကပဲလို့ဆွဆွမြဲမြဲမှတ်ထားပါမိမိရဲ့စိတ်မှာတတိအဆောင်ရှောက်အမြဲတမ်းချထားကြပါမိမိရဲ့စိတ်မှာဉာဏ်စိတ်ကြားစိတ်နာမ်စိတ်စားစိတ်ထိစိတ်သိစိတ်ဘာစိတ်ပဲဖြစ်တဲ့စိတ်တိုင်းမှာတတိဆောင်ရှောက်ချထားနိုင်ပြီဆိုရင်မိမိတို့ရဲ့စိတ်တည်းဟူသောအိမ်ဟာမြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်ပါပြီတရားနာပိဋကများအားလုံးမြင့်မြတ်သူတို့ရဲ့စံအိမ်ကိုတည်ဆောက်နိုင်ကြပါစေရွှေပါရမီစခန်းဖြင့်ခေမာတီလှမ်းနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့တရားဏီကုံချုပ်ပါတော့မယ်အားလုံးပဲလက်ဥချီထားကြပါအပမဒေနသံပါဒေထာအပမဒေနမမိတ်မလဲရော့မပေါ့မတန်ထက်တန်သောတတိတရားဖြင့်တံပါဒေထသီလသမာဓိပညာဥစွတ်သောသိက္ခာ၃ပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း